ဘဝမှာဘယ်လိုနေခြင်းဟာအကောင်းဆုံးနေခြင်းမျိုးဖြစ်မလဲဆိုတာလေဦးဇင်းတို့လောကကြီးမှာအများစုကအန္တိဘုဒ္ဓအယံလောကောတဏုကိဋ္ဌဝိပတ္တိတကုဏောဇာလမုဒ္ဒောဝအဘောတက္ခာယကိစ္စတိဆိုတဲ့အတိုင်းဉာဏ်ပညာကင်းပြီးတော့အကန့်တဖွဲဖြစ်နေတဲ့လောကကြီးမှာသိနိုင်မြင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန်တရာမှနေပါတယ်လို့မြတ်စွာဘုရားဟောတယ်။ငှက်မုတ်ဆိုရဲ့ပိုက်ကွန်တွေကနေတဖန်ပြန်ပြီးတော့လွတ်ထွက်နိုင်တဲ့ငှက်သည်အနည်းငယ်များသာရှိသလိုတတ္တဝါတွေကွယ်လွန်အိဋ္ဌာရောက်ပြီးပြီဆိုရင်လည်းပဲကောင်းမြတ်တဲ့ဘုံဘဝဘုံဌာနကိုရောက်တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ချမ်းသာကိုရတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်တရာမှနေပါတယ်လို့မြတ်စွာဘုရားဟောပါတယ်။အဲ့တော့အဓိကကဘာပြောချင်တာတုံးဆိုတော့လောကကြီးမှာကောင်းတာနဲ့မကောင်းတာဘယ်ရာကများလဲလို့မေးရင်မကောင်းတာကများတယ်ပေါ့နော်ရှင်းလင်းတာနဲ့ရှုပ်ထွေးတာဘယ်ရာကများလဲလို့မေးရင်ရှုပ်ထွေးတာတွေကများတယ်ပူလောင်တာနဲ့ငြိမ်းချမ်းတာဘယ်ရာကများလဲလို့မေးရင်ပူလောင်တာတွေကများတယ်ပေါ့အဲ့တော့ကိုကအများစုထဲမှာမပါဘဲနေနိုင်အောင်ကြိုးစားအထောက်နိုင်မှနောက်တရားဓမ္မတို့ဥရှင်တွေအလိုရှိတဲ့ချမ်းသာဒုက္ခဆိုတာကိုရနိုင်ကြလိမ့်မယ်ပေါ့အဲ့ဒါဥရှင်တို့ဒီပိယံဇဟာမထေမြတ်ကြီးအမိန့်ရှိခဲ့တဲ့ဒေသနာတော်တွေထဲမှာတော့အများစုနဲ့မတူတမူထူးခြားပြီးတော့သူတော်ကောင်းတရားကိုကျင့်သုံးနိုင်မှချမ်းသာဒုက္ခကိုရရှိနိုင်လိမ့်မယ်ဆိုတာလေးကိုသူပြောပြထားတာလေးအလွန်တရာမှမှတ်သားစရာကောင်းပါတယ်အဲ့ဒါလေးကိုဦးဇင်းတို့တဏှာကြီးအချိန်တွင်းလေးမှာနာယူကျင်ညိုကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူတော်ကြအောင်စုအလုံးလက်အုပ်ချီမိုးပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိယတမောဟဓမ္မံသာနရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ക്ത ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပေဇောတဝိယတမောဟဓမ္မံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖေခွာတော်မူပြီးတတ်သောသာနရမရလောကကရုံလူနှံမြမတတဝအနန္တတို့ဤကြောက်ထီတန်တို့လေကတို့ပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေတတ်သောဂတိဝိမု ക്ത ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလည်းအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်တင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝေစီမနောခြေ၍သုံးလီတွာရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆောင်မိုးကရှိခိုးဥညုပါဤမြတ်စွာဘုရားအကောင်းဆုံးနေခြင်း၄မျိုးတရားစတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကပိယင်ဇဟမထေဆိုတာရှိပါတယ်အဲ့ဒီပိယင်ဇဟလို့အမည်ရတဲ့ယဟန္တာမထေမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဂါထာလေးပါအဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့အလုံးနာယူကြည်ညိုကြည့်ကြရအောင်ဥပတံတေတုနိပတေနိပတံတေတုဥပတေဝတိအဝတ္တမာနေတုရမမာနေတုနောရမေဂါထာလေးကတူတူလေးပဲနော်၄ပါဒအတိပ္ပယ်၄မျိုးဒီဂါထာလေးထဲမှာပါဝင်နေတယ်အဲ့ဒါလေးကိုဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့အသေးချာလေးအာယုံပြုကြည့်ရအောင်နော်ဥပတံတေတုနိပတိ
ဥပ္ပဒံတေတုမြင့်နေသူတွေရဲ့ကြားထဲမှာနိပတိနှိမ့်စွာနေရမယ်တဲ့မြင့်နေတဲ့လူတွေရဲ့ကြားထဲမှာနှိမ့်စွာနေရမယ်တဲ့ဒါနံပါတ်1မထေမြတ်ကြီးပေးတဲ့အဆုံးအမပေါ့နော်ဘဝမှာဘလို့နေခြင်းဟာအကောင်းဆုံးနေခြင်းမျိုးလဲဆိုတဲ့နေခြင်း၄မျိုးတွေကနံပါတ်1နေခြင်းပေါ့မြင့်နေတဲ့သူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့နိပတံတေတုဥပ္ပတိနိပတံတေတုနှိမ့်နေတဲ့လူတွေကြားထဲမှာဥပ္ပတိမြင့်မားစွာနေရမယ်တဲ့ဟောဆန့်ကျင်ဘက်ကလေးပြောတယ်နော်နှိမ့်နေတဲ့ကြားထဲမှာမြင့်မားစွာနေရမယ်ပထမပြောလိုက်တာကမြင့်နေတဲ့လူတွေကြားထဲမှာနှိမ့်စွာနေရမယ်ဒုတိယပြောလိုက်တာကနှိမ့်နေတဲ့လူတွေကြားထဲမှာမြင့်စွာနေရမယ်ဝတိအဝတ္တမာနေတုအဝတ္တမာနေတုမနေသူတွေကြားထဲမှာဝတိနေရမယ်တဲ့ဟောသူကပြောတာလေးကနည်းနည်းလေးအထာလေးထည့်ပြီးတော့ပြောတယ်နောက်ဗဟေလေးဆန်ဆန်လေးပြောတယ်ပေါ့နော်မနေသူတွေကြားထဲမှာနေရမယ်တဲ့တတိယအဆုံးအမကနောက်စတုထအဆုံးအမကဘာပြောတော့ဆိုတော့ရမမာနေတုနောရမေရမမာနေတုပျော်သူတွေကြားထဲမှာနောရမေမပျော်ဘဲနဲ့နေရမယ်တဲ့ပျော်နေတဲ့လူတွေကြားထဲမှာမပျော်ဘဲနဲ့နေရမယ်တဲ့၄ချက်ဘဝမှာအကောင်းဆုံးနေနည်းလို့ပြောလို့ရမယ်အဆုံးအမ၄ချက်ပေါ့နော်အဲ့ဒါကိုအရင်တို့ပေးတဲ့ပေါင်းတော်ကောင်းတို့အဖြောင်းအတိတ်ပဲလေးနော်ဆက်ပြီးတော့နာယူကြည်ညိုကြည့်ရအောင်ပထမပေးလိုက်တဲ့အဆုံးအမပထမပြောလိုက်တဲ့နေနည်းဥပ္ပဒံတေတုနိပတိမြင့်နေတဲ့လူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့အဲ့ဒါကဘာပြောတာတုံးဆိုတော့မာမာနတို့ဖြင့်မြင့်မားနေတဲ့လောကကြီးမှာမာမာနတို့ဖြင့်မြင့်မားနေတဲ့လူသားတွေကြားထဲမှာနိပတိမိမိရဲ့မာမာနကိုနှိမ့်ချပြီးတော့နူးညံ့သိမ်မွေးစွာနေရရမယ်လို့ပြောတာနော်မာနတို့ဖြင့်မြင့်မောက်နေတဲ့လောကကြီးမှာမာမာနကိုနှိမ့်ချပြီးတော့နေရမယ်လို့ပြောတာတဲ့အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့လောကကြီးမှာနော်တတ္တဝါတွေဆိုတာကသူကိုဟာလေးနဲ့ကိုတော့ဟုတ်ကြီးထင်နေတဲ့အတွက်ကြောင့်မန်ဆိုတာကတော့ရှိနေတာအောင်နော်မာမာနာကနော်နာဂံတောင်ပေသေးတာမဟုတ်ယဟန္တာဖြစ်မှပေတာဒါကြောင့်မာနာကင်းတဲ့လူရဲ့လူကတော့ပုထုဇဉ်တွေနဲ့မှမရှိနိုင်ပါအောင်သို့တော့မာနကနော်အယံမြင့်မောက်နေတယ်အတိမာနဖြစ်နေတာမျိုးဆိုရင်တော့တဘာဝမကြဘူးနော်ပုထုဇဉ်မို့လို့မာနကိုမပေရသေးလို့မာနရှိနေတာကတစ်မျိုးသို့တော့မာနကလွန်ကဲကဲကြီးကိုပဲနော်ဖြစ်နေတယ်ဆိုရင်တော့ဒါတဘာဝမကြတော့ဟုတ်လားဒါပေမဲ့လူတွေကတော့ကိုယ့်ထင်တဲ့ကိုယ့်ဟာနဲ့ကိုယ်အဟုတ်ကြီးထင်ပြီးတော့မာနတွေကတော့ရှိနေကြတာဦးဇင်းတို့စာထဲမှာလူသားတွေရဲ့မာနကိုနော်အမျိုးအစားလေး၃မျိုးပိုင်းခြားပြီးတော့ပြတယ်သေယမံတတိတမံဟိနမံဆိုပြီးတော့ဒီလိုပြောတယ်နော်သေယမံဆိုတာကအစသရရကိုကသူတစ်ပါးထက်သားနေလို့သူတစ်ပါးထက်တက်နေလို့သူတစ်ပါးထက်ဥစ္စာပစ္စည်းတွေရှိနေလို့သူတစ်ပါးထက်ရုပ်ရည်အစဉ်အဖြစ်သားလုံးနေလို့နော်အစသရရသူများထက်တော်နေလို့ကောင်းနေလို့နော်ဖြစ်လာတဲ့မာနမျိုးပေါ့ဒါမျိုးကိုဘာခေါ်တော့သေယမံဟုတ်လားနောက်တတိတမံဆိုတာကသူများတဲ့အစသရရသားနေတာမဟုတ်ဘူးအလုံးနော်ကိုရည်စလို့တိတ်ပြီးတော့မထူးခြားဘူးပေါ့ဒါပေမဲ့လို့အဲ့ဒါလိုမထူးခြားပေမဲ့လို့လည်းပဲမန်ဆိုတာကတော့ရှိနေတယ်သူများထက်တိတ်ပြီးတော့မထူးခြားပေမဲ့လို့လည်းမန်ဆိုတာကတော့ရှိနေတယ်သူနဲ့ငါနဲ့ဘာထူးတာမှတ်လို့ဆိုတဲ့အတွေးကိုကဒါမာနကိုအခြေခံထားတာ哦နော်အဲ့ဒါလိုမျိုးမန်ကြတော့တတိတမန်လို့ဒီလိုခေါ်တယ်တဲ့နောက်ဦးဇင်းတို့ဟိနမန်ဆိုတာကြတော့ပိုတောင်းအံ့ဩစရာကောင်းတယ်အစားသားရရသူများတဲ့အောက်ကျနေတယ်နော်ပိုင်ဆိုင်မှုရောတက်ကြွမှုရောရုပ်ရည်ရောနော်ဘဝမှာတာမန်လူတွေတန်ဖိုးထားတာမှန်သမျှဘာမှသိပြီးတော့မရှိဘူးပေါ့ဒါပေမဲ့လို့သူ့မှာလည်းမာနကတော့ရှိနေတယ်နောက်ကိုတမင်းကိုရှာစားတာဘုစုကူရှာမှလဲဆိုတာအဲ့ဒီလိုလူမျိုးကထွက်လာတဲ့မန်ပေါ့ဟုတ်ရဲ့လားဒါကြောင့်မာနဆိုတာကဒကာမတို့ဦးရှင်တို့တွေမပေရှားရသေးတဲ့အတွက်ကြောင့်ရှိတော့ရှိမနေဘူးလားအေးဒါပေမဲ့လို့တချို့မာနတွေကြတော့နော်ရှိတဲ့ရှိလိုက်တာတဲ့လွန်ကဲပြီးတော့ရှိနေတယ်ဘာကြောင့်မာနတွေကဖြစ်နေတာတော့လို့စီစစ်ကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နည်းလို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနည်းလေမာနကြီးလေပဲဘုရင်တို့ပေးတဲ့ပေါင်းတော်တို့ငယ်ငယ်တုန်းကနော်ဇဗနှံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှိမ့်ဆန်တဲနေလို့
တင်ခဲ့ရတယ်ပေါ့ဟုတ်လားစပနံလေးကထောင်းဖြစ်နေတယ်ဆိုတော့ထဲမှာဘာအနှင်းမှမရှိဘူးဒါကြောင့်မလို့သူကထောင်းဖြစ်နေတယ်အဲ့ဒါလိုငိုက်နေတဲ့စပနံလေးနဲ့နော်ထောင်းနေတဲ့စပနံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအသိဉာဏ်ဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်အသိဉာဏ်ဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဘဝမှာမာနတွေဘာကြောင့်ဖြစ်နေတာတုံးလို့စီစစ်ကြည့်လို့ရှိရင်နော်အသိဉာဏ်ပညာနေလို့ဟုတ်ရဲ့လားဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိကုံးကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်ဧတာတိတေနကာယေနယောမေညေဩနမေတဝေပရဝအဝဇာနေယကိမေညတရအတ္တတနာနော်ဒီကာထာလေးအလုံးမမှတ်စရာကောင်းတယ်ဧတာတိတေနကာယေနယောမေညေဩနမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရဝအဝဇာနေယသူတော်ဘာကိုမထင်မဲ့မြင်ပြုတယ်နော်မိမိကိုယ်ကိုမြင့်တင်တယ်သူတော်ဘာကိုနှိမ့်ချတယ်ဆိုတာကိမေညတရအတ္တတနာမသိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်ပါလို့မြတ်စွာဘုရားဟောတာဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမသိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာကိုယ့်ကိုယ်မြင့်တင်ကြတယ်သူတော်ဘာကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အကောင်းဆိုလိုတာကတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝနော်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်ပြက်မျိုးနဲ့ဘာမှမာနတက်เสียအကြောင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လားနော်ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတော်ဘာကိုနှိမ့်ချနေတာကိုယ့်ကိုယ်မြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာနော်ဆိုလိုတာကကိုယ်ခန္ဓာရဲ့အကြောင်းကိုတကယ်မသိလို့သူတော်ဘာကိုနှိမ့်ချတာကိုယ့်ကိုယ်မြင့်တင်တာအဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သိသလောက်အဲ့လိုမာနတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူးဟုတ်ရဲ့လားအဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေကအတိများအောင်ကြိုးစားရမယ်ပေါ့အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အဖြစ်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတည်မြဲဘူးဆိုတဲ့အနိစ္စသဘောရှိတယ်ဒါဘယ်သူမှမငြင်းနိုင်ဘူးဟုတ်တယ်မဟုတ်လားနော်မတည်မြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်ပြီးတော့ဒီခန္ဓာရဲ့သဘာဝဆိုတာကိုယ်ကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာမရှိဘူးအဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘယ်လိုရှိလဲလို့မေးရင်အနိစ္စဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောအမှန်ကိုသိရင်သိသလောက်သူတို့ဘာကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်ကိုမြင့်တင်တာမျိုးဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဒီဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တံမှာမြတ်စွာဘုရားဟောပြတာကနော်ဒီခန္ဓာကိုယ်ကြီးရဲ့အထူးသဖြင့်ယူပက်ခန္ဓာရုပ်အစုအဝေးကြီးရဲ့တဘာဝကိုအဲ့ဒီမှာထင်ရှားစွာပြောတာပါမဟာဝိဇ္ဇာသုတ်တံဆိုတာကဝိဇ္ဇာဆိုတာကိလေသာကိုအောင်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်မဟာဆိုတာတော့ကြီးကျယ်တာပေါ့အဲ့ဒီသုတ်တံကိုအစအဆုံးဦးဇင်းတို့ပေသက်ပေါင်းသူတော်ကောင်းတို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့နော်မတင့်တယ်တဲ့ယွန်ရှာဆက်စုပ်ဖွယ်သဘောနော်ဇံပေမွေးခြင်းအစရှိတဲ့32မျိုးသောကုဋ္ဌာတအစုဝေးတို့ဖြင့်တိဆောက်ထားတဲ့နော်ယွန်ရှာဆက်စုပ်ဖွယ်အစုအဝေးတက်တက်မြလာဖြစ်တယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာနော်ရှင်စဉ်ခါမှာဖြစ်နေတဲ့ယွန်ရှာဆက်စုပ်ဖွယ်နော်အသက်ဝိညာဉ်ကင်းပြီးတော့တည်ဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့ယွန်ရှာဆက်စုပ်ဖွယ်နော်အဲ့ဒါတွေကိုမြတ်စွာဘုရားကအမှန်တိုင်းဖွင့်ပြတာနော်အဲ့ဒါတွေကိုပြောပြီးတော့အဲ့ဒါဏိကုံးကျုပ်သောသောကဂါထာလေးကိုဟောတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတော်ဘာကိုနှိမ့်ချနေတာကိုယ့်ကိုယ်မြင့်တင်နေတာဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုမသိခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့အဲ့ဒါလိုပြောတာအဲ့တော့အဲ့ဒီစကားလေးကိုကောက်ချက်ဆွဲကြည့်မယ်ဆိုရင်ကိုယ်ခန္ဓာရဲ့သဘောကိုသိရင်သိသလောက်သူတော်ဘာကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်မြင့်တင်တာမျိုးမရှိနိုင်ဘူးလို့အဖြေမှမထွက်နိုင်ဘူးလားထွက်နိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မာနတွေဘာကြောင့်ကြီးနေတာတော့လို့မေးရင်ခန္ဓာရဲ့သဘောကိုအမှန်သိတဲ့နော်တကယ်အနှစ်သာရလို့ဆိုတဲ့ပညာအနှစ်မကိန်းသေးလို့မာနတွေကြီးနေတာနောက်တစ်ခုဦးဇင်းတို့ပြောချင်တာကတရားဓမ္မတို့ဦးဇင်းတို့နော်လောကမှာနော်တခါတလေတတိဆိုတာကလည်းပဲလွတ်သွားတာရှိသေးတာအောင်အဲ့ဒီတတိလွတ်တဲ့အချိန်မှာလည်းပဲမာနတွေကဝင်လာတဲ့သေးတယ်ဟုတ်လားအဲ့တော့ကိုကစဉ်းစားရမယ်ဘာစဉ်းစားရမှာတော့ဘောမှာမာနကြီးတယ်ဆိုတာများသောအားဖြင့်ကိုယ့်အခြေအနေလေးကိုဟုတ်လာပြီလို့ထင်လို့မာနကြီးတာတနည်းအားဖြင့်ဘဝနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြည့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 ်စုံစုံမမြင်မဲနဲ့တသိတဒေသလောက်ပဲမြင်ထားတာ
ကိုကောင်းနေထင်တာလေးပဲကွက်ပြီးတော့မြင်နေတဲ့အချိန်မျိုးမှာဒါမာမာနဖြစ်လာတော့တကယ်တမ်းကတကယ်တော့ဦးဇင်းတို့ဘဝမှာဘာမှအားရစရာမရှိသေးတာတော့အမှားပဲတော့အထူးသဖြင့်ပုထုဇဉ်တွေရဲ့ဘဝမှာနော်မဖြေရှင်းနိုင်သေးတဲ့အခက်အခဲတွေအများကြီးမရှိဘူးလားနော်ရှိလို့မာနဖြစ်တယ်ပညာတွေတက်လို့မာနဖြစ်တယ်ရုပ်ရည်အစဉ်တင်းတယ်လို့မာနဖြစ်တယ်။အဲဘာကြောင့်ပဲဖြစ်ဖြစ်မာနဖြစ်เสียအကြောင်းတရားတွေကိုကိုယ့်ဟာကိုယ်ရှာလိုက်ပေါ့။ရှာပြီးတော့အဲ့ဒါတွေကိုအကြောင်းပြုတ်ပြီးတော့ခုငါမာနတွေဖြစ်နေတယ်။အဲ့ဒါတွေကငါရဲ့အခက်အခဲတွေကိုအကုန်လုံးပြည်လဲအောင်ရှင်းနိုင်ပြီလားလို့မိကွန်းထုတ်ကြည့်မယ်ဆိုရင်ရှင်းနိုင်ပြီလား။မရှင်းနိုင်သေးဘူး။နော်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအလွန်ခက်ခဲတဲ့အခြေအနေတွေအများကြီးကြုံရအောင်မယ်။ဟုတ်တယ်မဟုတ်လား။နောက်ဒီခန္ဓာကိုယ်ကြီးကပေါက်ပြန်မှုတွေများလာတဲ့အခါမှာအကြီးအကျယ်နှိမ့်ဆက်လာတာမျိုးတေချာပေါက်ကြုံရမယ်ဟုတ်လားနောက်ဆုံးအကုန်လုံးပျက်စီးသွားမယ်ဓာတုလန်းစင်ပဲလေအဲ့ဒီလိုအနေအထားမျိုးတွေ့လာပြီဆိုရင်ဒကာဓမ္မတို့ဦးကြီးတို့တွေကတီတီငြိမ်ငြိမ်ရင်ဆိုင်နေတဲ့စွန့်ရည်တတ်တိဘာမှမရှိဘူးရှိအောင်လည်းပဲလှုပ်ထားတဲ့အပိုင်းအလွန်မှအားနေတယ်များသောဖြင့်တော့အားငယ်ပြီးတော့တေချာရမယ်ပေါ့ဘာဖြစ်လို့အားငယ်ပြီးတော့တေချာရတော့အားကိုးရရှာမထားအောင်ဟုတ်လားအခုအနေထားမျိုးမှာတော့ကိုယ့်အကိုဟုတ်လာပြီလို့ထင်နေတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ရွှေကျင်စတော်ကြီးပြောတာလေးရှိတယ်နောက်ဘုဒ္ဓရှင်တွေဟာတဲ့ဆောင်းဆောင်ထိုင်တတ်ခါမြနဲ့ကိုချင်းသေးလို့ထင်နေတဲ့ဘားများနဲ့အလွန်တူတယ်တဲ့သူတို့မှချင်းသေးနဲ့တူတာဆိုလို့ဆောင်းဆောင်ထိုင်တတ်တာလေးတစ်ခုပဲရှိတယ်ဟုတ်လားအဲ့ဒီဘားကနော်ကြီးတို့စွန်းတို့ကထိုးသွားပြီဆိုတော့မှပြည့်ညက်နဲ့អော်တယ်ပေါ့ဟုတ်လားအဲ့လိုပဲပုထုဇဉ်တတ္တဝါလည်းပဲဒီခန္ဓာကိုယ်ကသူ့ရဲ့သဘောအမှန်ကိုထင်ရှားပြပြီးတော့နှိမ့်ဆက်ပြီးဆိုတဲ့အခါကျတော့မှတော့စောစောကကိုယ့်ကိုယ်အထင်ရောက်နေတာတွေအကုန်လုံးပျောက်ပြီးတော့အဖြေမှန်ကြီးကပေါ်လာတယ်အဲ့ဒီကြမှာညီးရတယ်ညူကြတယ်អော်ကြတယ်ဟစ်ကြတယ်ပေါ့ဟုတ်လားအခုအနေထားမျိုးမှာအဲ့ဒီအနေထားကိုလှမ်းကြိုတွေးပြီးတော့တော့ရင်ဆိုင်နေတဲ့စွန့်ရည်တတ္တိကိုရအောင်လှုပ်ထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာအများကြီးခံစားနိုင်တယ်ပေါ့တော့များသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေအနာဂတ်ရေးအတွက်ကြိုတင်ပြင်ဆင်ကြတဲ့နေရာမှာတော့ငါဗာမြန်စားပါမလဲငါ့ကိုပြိုးကျိုးမယ်လို့ရှိပါမလားဒါတော့ပဲတွေးကြတာပေါ့နော်တွေးကြုံလာတဲ့အခြေအနေစိုးကိုရင်ဆိုင်နေတဲ့စွန့်ရည်တတ္တိရှိပါမလားဆိုတာကြတော့သိပြီးတော့မတွေးကြအောင်တကယ်အခက်အခဲကအဲ့ဒီကလာကိုပြင်ဆင်ထားတာကတစ်မျိုးဖြစ်လာမဲ့အခက်အခဲကတစ်မျိုးလွဲနေမှာဆိုရဘူးလားဆိုရတယ်နော်ဒါဥစဉ်ဗာပြောနေတာတော့ဆိုတော့ကိုယ်မှာမာနကြီးလောက်သလားဆိုတာလေးကိုသတိထားသိချင်တာပါနော်ရှိလည်းပဲမာမာနကတော့မဖြစ်သင့်ဘူးတက်လည်းမာမာနကတော့မဖြစ်သင့်ဘူးဘာဖြစ်လို့မာမာနကတော့မဖြစ်သင့်ဘူးမာမာနဖြစ်ခြင်းသည်ပြစ္ဆုတ်ပံမှာလူမုံများခြင်းရဲ့အကြောင်းတရားနော်တန်တရားမှာရုပ်ညက်တဲ့အမျိုးကိုရောက်ခြင်းရဲ့အကြောင်းတရားဘာအာသာခြင်းမှမရှိဘူးဟုတ်လားဒါကြောင့်ရှိသူတော်ကောင်းတွေကလူအောက်ပြီးလို့မသေးပါဘူးဟောဒီလိုပြောတာရှိတယ်ဟုတ်လားဖို့လို့ဒါကမာမာနကိုနှိမ့်ချပြီးတော့နေရမယ်လို့ပြောတာခုလည်းပဲမထေရမြတ်ကြီးကမြင့်သူတွေရဲ့ကြားထဲမှာနှိမ့်စွာနေရမယ်ဆိုတာမာမာနနဲ့ကိုဟုတ်ကြီးထင်နေကြတယ်နော်မှန်ကန်မသိနိုင်မမြင်နိုင်တဲ့အတွက်ကြောင့်ကိုဟုတ်ကြီးထင်နေကြတယ်နော်လောကလူသားတွေကြားထဲမှာနော်အခြေအနေမှန်ကိုနားလည်ပြီးတော့သိတဲ့မြင်တဲ့ဉာဏ်ပညာနဲ့ကိုနှိမ့်ချပြီးတော့နေရမယ်လို့ဒါပြောတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မာမာနကိုနှိမ့်ချခြင်းတယ်ဆိုလို့ရှိရင်ခန္ဓာရဲ့သဘောအမှန်ကိုဘက်စုံတောင်းစုံကနေမြင်အောင်ကြိုးစားဟုတ်လားအဲ့လိုဆိုရင်လည်းသူများကိုဘာမှအထင်သေးစရာအကြောင်းလည်းမရှိဘူးကိုဘာမှအထင်ကြီးစရာအကြောင်းလည်းမရှိဘူးဟုတ်ရဲ့လားတော့ဇာထဲမှာမာမာနကိုနှိမ့်ချသွားစေတဲ့အကြောင်းတရားတစ်ခုဓာတ်ရိုက်မြတ်စွာဘုရားဟောထားတာတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အနိစ္စတင်ညာနော်မတည်မြဲမှုကိုအမှတ်ရတဲ့သဘောအဲ့ဒီအနိစ္စတင်ညာသည်အတ္တမိမာနသမုဂ္ဂါတော်တဲ့နော်မာမာနကိုပယ်နှုတ်ပြနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါဘာပဲဖြစ်လာလို့မှမတည်မြဲဘူးဆိုတဲ့နော်အနိစ္စကိုသိတဲ့ဉာဏ်ပညာကိုရှင်းကျက်အောင်ကြိုးစားရမယ်။များသောဖြင့်မာမာနဖြစ်လာတယ်ဆိုတာကအဲ့ဒီခိုင်မြဲတဲ့တည်တဲ့နဲ့ကောင်းမွန်တယ်ဆိုတဲ့ကိုထင်တဲ့အရာတွေကိုစုပ်ကင်ပြီးတော့မာမာနဆိုတာဖြစ်လာတာဟုတ်တယ်မဟုတ်လား။ကိုကအဲ့ဒီအခြေအနေမှန်ကိုသိလိုက်တယ်ဆိုလို့ရှိရင်မာမာနကဖြစ်เสียအကြောင်းသိပြီးတော့မရှိဘူး။နော်အရိယာသူတော်ကောင်းကြီးတွေမဟုတ်လို့ယဟန္တာမဟုတ်လို့မပယ်နိုင်သေးအောင်တောင်မှနော်တာမန်လူတွေတဲ့တော့အများကြီးနူးညံ့သိမ်မွေ့သွားတာမျိုးမဖြစ်နိုင်ဘူးလား။ဖြစ်နိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အချီးနီးသောမာမာနတို့ဖြင့်တက်ကြွနေတဲ့မြင့်မားနေတဲ့လောကကြီးထဲမှာတော့ကိုယ့်ရဲ့မာမာနကိုနှိမ့်ချပြီးတော့နုညံ့သိမ်မွေ့စွာနေတဲ့ဖို့မလိုဘူးလားလိုတယ်ဒါပထမချမ်းသာစွာနေနိုင်ကြောင်းနိလန်ကောင်း
နော်အကောင်းဆုံးနေခြင်း၄မျိုးတည်းကနံပါတ်1နေခြင်းပေါ့ဟုတ်လားအများနဲ့မတူအောင်နေနိုင်မှအများတဲ့ထူးတဲ့ချမ်းသာဒုက္ခကိုရနိုင်မှာနော်အေးနောက်တစ်ချက်မထေရမြတ်ကြီးဆုံးမတဲ့အဆုံးအမနိပတံတေတုဥပ္ပတိနိပတံတေတုနှိမ့်ချနေတဲ့လူတွေရဲ့ကြားထဲမှာဥပ္ပတိမြင်မာစွာနေရမယ်တဲ့ဟောစံကျင်မကလေးလာပြန်တယ်နော်နှိမ့်ချနေတဲ့လူတွေကြားထဲမှာမြင်မာစွာနေရမယ်ဆိုတာဘာပြောတာတုံးဆိုတော့အစစအရာရာစိတ်ဓာတ်အဖြစ်ဖြစ်စေကိုယ်ကျင်တရားအဖြစ်ဖြစ်စေနှိမ့်ချနေတဲ့ဒီလောကကြီးထဲမှာစိတ်ဓာတ်အဖြစ်ကိုယ်ကျင်သီလအဖြစ်မြင်မာစွာစောင့်တည်ပြီးတော့နေရမယ်လို့ပြောတာဟောဒါကြတော့သူကပြောပုံကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားတယ်နော်စောစောကမကောင်းတာတွေပဲမြင်နေတဲ့လောကကြီးမှာမကောင်းတာတွေကိုနှိမ့်ပြီးတော့နေရမယ်ပေါ့အခုကဘာပြောတော့ကောင်းတာတွေနှိမ့်နေတဲ့လောကကြီးမှာကောင်းတာတွေကိုညှင့်ပြီးတော့မြင့်နေအောင်လုပ်ပြီးတော့နေရမယ်လို့ပြောတာအဲ့တော့အဓိကဒီနေရာမှာလောကကြီးကဘာတွေနှိမ့်ချနေတာတော့ဘာတွေမြင့်ဖို့လိုတာတော့လို့ပြောရရင်တော့နှစ်ချက်တော့ကိုချင်းသီလနဲ့စိတ်ဓာတ်ဟုတ်လားကိုချင်းသီလနဲ့စိတ်ဓာတ်ဒီခေတ်မှာအများကြီးနှိမ့်ချနေတာမရှိဘူးလားနော်ရှိလူကြီးတွေပြောတယ်ဆုတ်ကပ်နော်ဆုတ်ခေတ်ဒီလိုပြောတာရှိတယ်နော်ဆုတ်တယ်ဆိုတာဘာတွေဆုတ်သွားတာတုံးဆိုတော့သူတော်ကောင်းအကျင့်တွေဆုတ်သွားတာသူတော်ကောင်းစိတ်ဓာတ်တွေဆုတ်သွားတာတဖြည်းဖြည်းနဲ့ဒါဆုတ်နေတာကတော့လေအမှန်ပဲဒါကဦးဇင်းတို့နော်တဘာဝလောကကြီးရဲ့လမ်းစဉ်တိုင်းသူကပွားနေတာပါဒါဟုတ်လားဒါကိုတရားဓမ္မတို့ဦးဇင်းတို့ရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးဟုတ်ရဲ့လားတော့လောကကြီးတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာတဲ့အစသရရဆုတ်ယုတ်လာတဲ့ဆိုတာကိုရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့သူများဆုတ်ယုတ်သွားတိုင်းကိုဆုတ်ယုတ်မသွားဖို့အရေးမကြီးဘူးလားအဲ့ဒီအချက်ကိုမိမောင်းထုတ်ပြရရောက်တယ်လို့ထင်ပါတယ်ဟုတ်လားနှိမ့်ကြတဲ့လူတွေကြားထဲမှာမြင်မာစွာနေရမယ်ဆိုတာသူများမောကားရေတောင်းတိုင်းမတောင်းနဲ့လို့ပြောတာအဲ့တော့တကယ်တမ်းကကိုကနှိမ့်ကြလိုက်မယ်ဆိုလို့ရှိရင်ကိုနှိမ့်ကြစွာနေခြင်းကြောင့်ရရှိတဲ့အကျိုးရလဒ်ကိုပဲသိမ့်ပိုက်ရတော့သူများမကောင်းလို့ငါလိုက်မကောင်းမယ်ဆိုရင်သူများမကောင်းတာကသူများဖတ်သူများအပြစ်သူများယူသွားမှာဟုတ်လားဆိုလိုတာကသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်သင့်ဘူးသဘောပေါက်လားဦးဇင်းပြောတာသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်သင့်ဘူးပေါ့သူမကောင်းတာသူမကောင်းတာနော်ကိုမကောင်းလို့ရှိရင်ကိုခံရမှာအားလုံးမကောင်းနေတာပဲကွာငါတယောက်တည်းမကောင်းလို့ဘာမှမဖြစ်ဘူးလို့ထင်လို့မရအားလုံးမကောင်းလည်းပဲမကောင်းတာကြီးကတော့မကောင်းတဲ့အကျိုးပဲပေးမှာပဲဟုတ်လားအဲ့တော့ပေးတဲ့ပေါင်းတော်ဒါလေးကိုကွဲကွဲပြားပြားနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဦးဇင်းတို့ဒုတိယတတပလသုတ်တန်ထဲမှာရသော်ဘုရားဆုံးမထားတဲ့ဆုံးမလေးတစ်ခုရှိတယ်နော်နာဘိက္ခဝေဟိနေနအခတ္တပတ္တိဟောတိအကေနသခောဘိက္ခဝေအခတ္တပတ္တိဟောတိတဲ့နော်အဓိပ္ပာယ်ကအလွန်ရိုးရှင်းပါတယ်ယဟန်တို့တဲ့နှိမ့်ကြတဲ့တရားနဲ့မြင့်မြတ်မှုဆိုတာကိုမရနိုင်ဘူးတဲ့နော်ဟိနေနရုပ်ညံ့တဲ့တရားနှိမ့်ကြတဲ့တရားနဲ့နာအခတ္တပတ္တိဟောတိနော်မြင့်မြတ်မှုကောင်းမွန်မှုဆိုတာကိုမရနိုင်ဘူးတဲ့နော်အကေနသခောဘိက္ခဝေအခတ္တပတ္တိဟောတိမြင့်မြတ်တဲ့တရားဖြင့်သာလေမြင့်မြတ်တဲ့တရားကိုရနိုင်တယ်ဆိုလိုတာကဓမ္မတို့ဦးဇင်းတို့စိတ်ဓာတ်တွေမြင်မာဖို့လိုတယ်ကိုချင်းသီလတွေမြင်မာဖို့လိုတယ်နော်သူများအောက်တန်းကြတိုင်းကိုလိုက်ပြီးတော့အောက်တန်းကြနေရင်တော့ကိုလည်းပဲဘာမှထူမှာမဟုတ်ပေါ့ဟုတ်လားအဲ့တော့လောကကြီးကတော့ဒါဒီတိုင်းပဲသွားနေတာဟုတ်လားအဲ့တော့ပြောချင်တာကသူများမကောင်းခြင်းသည်ကိုမကောင်းတာဖြစ်ဖို့အတွက်အကြောင်းအထောက်ပံ့မဖြစ်သင့်ဘူး။အော်သူတို့မကောင်းနေတာဒါဒုက္ခရောက်တော့မှာပဲ။ငါအဲ့ဒီလမ်းစဉ်လိုက်မလားငါတော့မလိုက်သင့်ဘူး။သူများမကောင်းတာဟာကိုကောင်းခြင်းအတွက်အထောက်ပံ့တာနဲ့ဖြစ်သင့်တယ်လို့ဆိုနိုင်မို့လား။ဆိုနိုင်တယ်နော်။ဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတော်တို့ဒုတိယအဆုံးအမလေးလည်းပဲမှတ်သားစရာအလွန်ကောင်းပါတယ်ဟုတ်လား။နှိမ့်ကြနေတဲ့လောကကြီးမှာမြင်မစွာနေရမယ်။ဘာတွေနှိမ့်ကြနေတာတော့ကိုချင်းသီလစိတ်ဓာတ်ဟုတ်ရဲ့လား။အဲ့ဒါကြည့်လိုက်လေလမ်းပေါ်သွားလိုက်နော်နှိမ့်ကြတာတွေကတွေးနေတာပဲနော်ကားမောင်းနေတဲ့လူတွေလည်းကြည့်လိုက်ဒါဦးဇင်းကလမ်းပေါ်နေတိုင်းသွားနေဒီကိစ္စကခေါင်းထဲကိုရောက်နေတော့အခုဒါပြောဖြစ်ပြီပေါ့ဟုတ်လားနော်ဘာစည်းကမ်းမှမရှိဘူးမှန်မှန်ကန်ကန်မောင်းတဲ့လူကအယူလို့အဲ့လိုမျိုးဖြစ်နေတယ်ဟုတ်လားအဲ့တော့အစသာရာရာပေါ့လေဒါကလမ်းပေါ်မှာသွားနေလို့လမ်းပေါ်ကအရာကိုတွေ့ရတာလူကြားထဲမှာနေရင်လူကြားထဲကအရာကိုမတွေ့ရနိုင်ဘူးလားနော်ဟိုတနေ့ကဒကာကြီးတယောက်ပြောတယ်ဘာပြောလို့ဆိုဦးဇင်းရဲ့တဲ့ကောင်းကျင်လို့တောင်ကောင်းဖို့မလွယ်တဲ့အနေအထားမျိုးမှာရောက်နေတယ်တဲ့သူကတော့တိတိကျကျလေးပြောတော့တချို့ကိစ္စတွေကတိတိကျကျသိပ်ပြောလို့မကောင်းဘူးပေါ့နော်အဲ့ဒါလေးကိုပြောတော့တာတန်ဝေကလည်းတော်တော်ရစရာကောင်းပါတယ်ကောင်းကျင်လို့တောင်ကောင်းဖို့မလွယ်ဘူးတဲ့ပတ်ဝန်းကျင်အနေအထားကဟုတ်လား
နော်တချို့ကောင်းမွန်တဲ့ခင်မှာကောင်းကျင်လွယ်လွယ်လေးကောင်းဖို့အတွက်ပတ်ဝန်းကျင်ကအထောက်အကူဖြစ်တယ်အခုဟာအဲ့လိုမဟုတ်နော်ကောင်းကျင်တာတောင်မှကောင်းဖို့မလွယ်ဟုတ်ရဲ့လားမှန်ကျင်တောင်အများကြီးကိုကြိုးစားတိုက်ခိုက်ပြီးယူမှဒီအမှန်တရားလေးကိုရက်တည်နိုင်မယ်နော်အမှန်တရားရဲ့တန်ဖိုးပိုးကြီးလာတယ်လို့မြန်ပြောရမလားမသိဘူးပေါ့နော်ကောင်းကျင်တယ်ဆိုလို့ရှိရင်အများကြီးမင်းကြိုးစားရလိမ့်မယ်အားထုတ်ရလိမ့်မယ်ဆိုတဲ့အနေအထားမျိုးနော်မကောင်းတဲ့နေရာကိုရောက်မသွားအောင်အများကြီးအခုခေတ်ကအားတင်းရတယ်ပေါ့နော်အများကြီးကြိုးစားရတယ်အများကြီးအားထုတ်ရတယ်ဟုတ်ရဲ့လားဒါကြောင့်ဒီဒေသနာလေးတွေကိုအားပြုပြီးတော့တရားဓမ္မတို့တွေကြိုးစားကြဖို့တော့မလိုဘူးလားနော်နှိမ်ကြနေတဲ့လောကကြီးမှာဗါတဲ့တော့မြင်မာစွာနေရမယ်နော်ဗာနှိမ်ကြတာတော့ကိုချင်းသီလနဲ့စိတ်ဓာတ်ဟုတ်ရဲ့လားအေးဒါကဦးဇင်းတို့လောကမှာနော်အကောင်းဆုံးနေခြင်း၄မျိုးတည်းကဒုတိယနေခြင်းပေါ့နော်ပထမပြောလိုက်တဲ့အဆုံးအမလေးနဲ့ဒုတိယပြောလိုက်တဲ့အဆုံးအမလေးကစန့်ကျင်ဘက်စကားလေးဆိုထားတယ်နော်ဒါအလွန်မှတ်သားစရာကောင်းပါတယ်ဒီကထားလေးကိုဦးဇင်းတို့ခန့်ငယ်ငယ်လေးကစသဘောကျလို့ဟိုးတုန်းကမကြာခဏဒီတရားလေးကိုဟောဖို့တယ်နော်ယရနာထိုက်သောစကားလေးကိုဆိုတော့ကြည်ကြဲပြန့်ပြန့်ဟောထားတာလည်းရှိတယ်နော်အခုတော့ခေါင်းစဉ်လေးတစ်မျိုးနဲ့နော်တွေးမိတာလေးတွေကိုပြောပြတာအဲ့တော့ဦးဇင်းတို့တတိယပြောတဲ့အဆုံးအမနော်တတိယအကောင်းဆုံးနေခြင်းဆိုတာလေးကိုဆက်ပြီးတော့အာယုံပြုကြည့်ရအောင်နော်အဲ့ဒါလေးကတမျိုးပြီးတမျိုးသူကဟိုနဲ့နဲလာတဲ့သဘောလေးလေးရှိတယ်ဩဝတိအဝတ္တမာနေတုအဝတ္တမာနေတုမနေသူတွေကြားထဲမှာဝတိနေနိုင်ရမယ်တဲ့နော်မနေသူတွေကြားထဲမှာနေနိုင်အောင်ကြိုးစားရမယ်လောကကြီးကမနေဘူးတဲ့ဘလို့မနေတာတော့ဘာနဲ့မနေတာတော့လို့မေးရင်သူတော်ကောင်းတရားနဲ့မနေတာကိုပြောတာနော်သူတော်ကောင်းတရားဆိုတာကိုဒီနေရာမှာဦးဇင်းတို့နှစ်ချက်လောက်ပြောကြည့်ခြင်းတဲ့ဩလောကကြီးကမေတ္တာတရားနဲ့မနေကြဘူးတတိဆိုတဲ့အပ္ပမဒတရားနဲ့မနေကြဘူးအများစုကအဲ့လိုမေတ္တာတရားနဲ့မနေတဲ့လောကကြီးမှာမေတ္တာတရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်တတိဆိုတဲ့အပ္ပမဒတရားနဲ့မနေတဲ့လောကကြီးမှာတတိဆိုတဲ့အပ္ပမဒတရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်ပေါ့နော်လူတွေသူသူကိုစဉ်းစားကြည့်လိုက်နော်မေတ္တာတရားအလွန်အားနည်းတယ်အမြဲတမ်းဒေါသထွက်နေတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒေါသထွက်เสียကြုံတာနဲ့ဒေါသကတော့ထွက်ပြေးတာပဲဒေါသမထွက်တဲ့ချိန်ကဘာလို့မထွက်တာဆိုတော့ထွက်เสียအကြောင်းမရှိလို့မထွက်တာသူတော်လို့မထွက်တာမဟုတ်သဘောပေါက်လားဒါဦးဇင်းကစဉ်းစားကြည့်တာပါနော်ထွက်เสียမကြုံမဲနဲ့ပဲထွက်နေမယ်ဆိုတော့ဒါတော်တော်ကိုဆိုးဝါးသွားပြီအဲ့ဒါကတော့ဒုက္ခအဋ္ဌဏကောပအနေထားရောက်သွားပြီအလွန်ယုံမာတဲ့နေရာကိုရောက်သွားပြီဟုတ်လားအခုတရားဓမ္မတို့ဦးဇင်းတို့ဒေါသမထွက်ဘူးဆိုတော့ဘာလို့မထွက်တာထွက်เสียအကြောင်းမရှိလို့မထွက်တာကိုတော်လို့မထွက်တာမဟုတ်နည်းနည်းလောက်ပြောလိုက်တာနဲ့ထွက်လာပြီနည်းနည်းလောက်မတည့်တာမြင်လိုက်တာနဲ့ထွက်လာပြီနည်းနည်းလေးမှအလှုပ်အခတ်မခံတယ်လို့ပေါ့လေအဲ့ဒါကိုမြတ်စွာဘုရားတော့ဟောတာပါပဲနော်အနာဟောင်းအနာဆွေးများအိုချမ်းပဲလေးနဲ့တိုက်မိတယ်ဒုက္ကလေးနဲ့တိုက်မိတယ်ချစ်မိတာနဲ့တိုက်မိတာနဲ့ပေါက်ပြဲပြီးတော့သွေးတွေပြည်တွေကထွက်လာတော့တာအထဲထဲမှာအရန်သိရှိနေတာအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေမှာအာယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမမှန်ကန်မှုကြီးကအမြင့်တော်နေတယ်အဲ့တော့နည်းနည်းလောက်စိတ်အနှောက်အယှက်ဖြစ်เสียကြုံလိုက်တာနဲ့မြင်လိုက်တာနဲ့တွေ့လိုက်တာနဲ့ကြားလိုက်တာနဲ့ဒိုင်းဆိုဒေါသဆိုတဲ့ကြည်ပုတ်သွေးပုတ်တွေကထွက်လာပြီးသားဟုတ်လားအဲ့တော့အဲ့လိုအလေးကျင့်ဇိုးကြီးနေရမှာနော်မေတ္တာတရားဆိုတဲ့အလေးကျင့်ကောင်းလေးကိုအစားသွင်းနိုင်ရမယ်နော်လောကကြီးမှာရှိတဲ့တတ္တဝါတွေကိုချစ်เสียကောင်းမှပဲချစ်တော်မှလားအဲ့လိုဆိုရင်တော့မေတ္တာဖြစ်ဖို့သိမ့်မလွယ်ဟုတ်လားလောကကြီးကချစ်เสียကောင်းတာမကောင်းတာကဒါကိုလုံးမဟုတ်ကိုယ်မှမြင့်မြတ်တဲ့စိတ်ဖြစ်သွားဖို့ဒေါသဆိုတဲ့ပူလောင်တဲ့အကျိုးမဲ့တဲ့တရားတွေမဖြစ်ဖို့နော်မေတ္တာတရားဆိုတဲ့တတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုနော်လိုလားတောင်းတတဲ့မွန်မြတ်တဲ့စိတ်ကလေးဖြစ်ဖို့ကအရင်အရေးမကြီးဘူးလားကြီးတယ်အဲ့ဒီမေတ္တာစိတ်ကကိုယ့်ကိုယ်သာလင်ကောင်းကျိုးပြုစေတာမဟုတ်ကောင်းကျိုးဖြစ်စေတာမဟုတ်ပတ်ဝန်းကျင်ကိုလည်းအများကြီးကောင်းကျိုးဖြစ်စေတယ်နော်ဘာမှဥစဉ်ရဲ့ကိုတယောက်တည်းအလိုလုပ်နေတာနဲ့ထူးမှမဟုတ်ပါဘူးလို့တော့အဲ့လိုအောက်ကျတဲ့အမြင်မျိုးမမြင်စေချင်အောင်နော်ကိုမေတ္တာရှိတယ်ဆိုရင်အ ਨੇ ဆုံးကိုယ့်အိမ်ကလူတွေကတော့ကိုယ့်ရဲ့မေတ္တာဓာတ်ရဲ့ရိုက်ခတ်မှုကိုသူတို့ခံစားရမှာဟုတ်တယ်မဟုတ်လားကိုကြီးမားလာတာနဲ့အမျှကိုနဲ့နီးစပ်ရဆက်ဆက်ရပတ်ဝန်းကျင်အကုန်လုံးဟာကိုယ့်ရဲ့မေတ္တာဓာတ်ရဲ့အကျိုးကျေးဇူးကိုသူတို့မရရှိပေဘူးလားရရှိတယ်အ ਨੇ ဆုံးတော့မေတ္တာရှိတဲ့လူမေတ္တာကြီးတဲ့လူကိုတွေ့ရင်မြင်ရတဲ့လူကလည်းကြည်လင်သွားတာပဲအေးချမ်းသွားတယ်ဓာတ်ဆိုတာကူးတဲ့သဘောရှိတာစဉ်းစားကြည့်နော်ဒေါသဖြစ်နေတဲ့လူနာရှူတိုင်းတိုင်းဖြစ်နေတယ်ကြင်ကြင်ထန်းထန်းရှူနေတယ်အလကားနေရင်နဲ့ကိုပြောတာမဟုတ်ဘူးနော်ကိုကြားလိုက်တာနဲ့မြင်လိုက်တာနဲ့ကိုကဘာဖြစ်လာဒေါသဖြစ်လာကိုလည်းပဲဒါကိုသိပ်ပြီးတော့မကြိုက်ဟုတ်တယ်မဟုတ်လားဒေါသကဘာကိုဖြစ်စေတော့ဒေါသကိုဖြစ်စေပတ်ဝန်းကျင်မှာဖြစ်နေတဲ့လူတွေရဲ့ဒေါသကိုဖြစ်ပေါ်လာအောင်နှုတ်ဆွပေးရမရဘူးလားရောက်တယ်
အဲ့လိုပဲမေတ္တာရှိမယ်ဆိုရင်လူသားတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာဓာတ်ကိုနှိုးဆွပေးရမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒါကဦးဇင်းကနည်းနည်းလေးစဉ်းစားကြည့်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့နော်ဒေါသတွေနဲ့နေကြတယ်မေတ္တာတရားအလွန်အားနေတဲ့နော်သူကိုလောကကြီးထဲမှာမေတ္တာတရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်မနေသူတွေကြားထဲမှာနေပါဆိုတာဒီအိဗယ်နောက်တစ်ခုပြောချင်တာကအဲ့ဒီမေတ္တာတရားထဲပို့ပြီးတော့အရေးကြီးတဲ့အရေးပါတဲ့တရားအောင်အဲ့ဒါကဘာလို့ဆိုတော့အပ္ပမာဒဆိုတဲ့တတိတရားဒါကဥရှင်တို့မြတ်စွာဘုရားမှာသာလဲအပ္ပမာဒရဲ့ဂုဏ်ကျေးဇူးတွေကိုအပြည့်အစုံဟောနိုင်ပါဒီမြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာသာလဲအပ္ပမာဒတရားကိုတန်ဖိုးအကြီးဆုံးအရာအနေနဲ့ထားပြီးတော့ဟောထားတာမြတ်စွာဘုရားပဲသိတယ်မြင်တယ်အပ္ပမာဒရဲ့ဂုဏ်ကျေးဇူးတတိတရားရဲ့ဂုဏ်ကျေးဇူးဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမနော်သာသနာတော်မြတ်ကြီးတစ်ခုလုံးကိုနော်အပ္ပမာဒတရားတစ်ခုတည်းမှာသွတ်သွင်းလိုက်မယ်ဆိုရင်တော့အကျုံးဝင်သွားတယ်လို့ဒီလိုဟောတာမျိုးမရှိဘူးလားရှိတယ်အဲ့ဒါအများစုကအဲ့ဒီတတိတရားအဲ့ဒီအပ္ပမာဒတရားနဲ့မနေကြနော်သူရောကိုရောလို့ဆိုကြပါစို့ဟုတ်လားအဲ့ဒီအပ္ပမာဒတရားနဲ့မနေတော့ဘာနဲ့နေအောင်ဆိုပမာဒနဲ့နေတာဒီနေရာမှာပမာဒဆိုတာမေမေရောရောပေါ့ပေါ့ဆဆဖြစ်တယ်လို့နေတာအပ္ပမာဒဆိုတာမမိတ်မလျော့မပေါ့မဆတတိနဲ့နေတာနော်ဆိုလိုတာကလူရင်းကြကြပြောရရင်ပမာဒဆိုတာတတိမရှိတဲ့သဘောအပ္ပမာဒဆိုတာတတိရှိနေတဲ့သဘောဟုတ်လားအဲ့လို့ဆိုရင်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့အပ္ပမာဒနဲ့ပမာဒကိုနားလည်ဖို့အတွက်တတိကိုနားလည်ဖို့လိုတယ်တတိဆိုတာကလည်းပဲနားလည်တယ်လို့နဲ့တချို့နားမလည်ကြသေးတာရှိတယ်နော်တတိရဲ့အဓိပ္ပာယ်လေးကိုနည်းနည်းလေးချစ်ချင်းမြင့်မြင့်လေးတော့ပြောကြည့်ခြင်းတယ်ဘာလို့လဲဆိုတော့အရက်ထဲမှာပြောဆိုသုံးနှုန်းနေတဲ့တတိရဲ့အဓိပ္ပာယ်နဲ့အပ္ပမာဒအရာမှာမြတ်စွာဘုရားဟောထားတဲ့တတိရဲ့အဓိပ္ပာယ်ကမတူဘူးတတိဆိုတာဘာကိုပြောတာတော့တတိဆိုတာမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနံသဘာဝတရားတွေကိုနော်ဖြစ်တိုင်းမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတတ်တဲ့သဘောလေးဖြစ်နေတာကိုဖြစ်နေတဲ့တိုင်းလေးမှန်မှန်ကန်ကန်တိနေတတ်တဲ့သဘောလေးကိုတတိလို့ပြောတာလူငယ်တွေနားလည်အောင်ပြောရရင်တတိဆိုတာကိုဘာဖြစ်နေသလဲဆိုတာလေးကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့သဘောလေးကိုတတိလို့ပြောတာများသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့ကအဲ့ဒီတတိမရှိဘဲနဲ့နေတာကိုဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့နေနေတာဟုတ်ရဲ့လားအဲ့ဒါကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးကိုဘာဖြစ်လို့ဖြစ်နေတယ်ဆိုတာလည်းသိကျင်စိတ်လည်းသိရှိဟန်မတူပါဘူးဘေးမှာဘာတွေဖြစ်လဲဆိုတာတော့အယံသိကျင်ဟုတ်လားနော်ဘာတွေဖြစ်နေတော့ဆိုတာတော့အယံသိကျင်တယ်နော်ဒီနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာလည်းမကဘူးဟိုနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာကစမသိကျင်ဘူးလားသိကျင်တယ်ဗိမကအရာတွေပဲအယံသိကျင်နေတာနော်ကိုယ်နဲ့အယံနီးကပ်တဲ့ကိုယ့်ရဲ့အတွင်းအစ္ဆဒကိုယ့်ရဲ့အကြောင်းကိုကြတော့သိအောင်ကြိုးစားအထောက်မှုအလွန်နေတော့နော်တတိမရှိတဲ့အတွက်ကြောင့်အဲ့ဒါကလည်းမသိဘူးအဲ့တော့တကယ်တမ်းကတတိဆိုတာမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနံသဘာဝတရားတွေနောက်ဖြစ်เสียအကြောင်းရှိလို့တလက်ဆက်ဖြစ်ပေါ်နေတဲ့နောက်မြင်ချင်းကြားချင်းအနန္တရခြင်းအရာသာတွေရခြင်းတွေ့ထိမှုတွေတွေ့ထိရခြင်းနောက်အတွေ့အကြံတွေဖြစ်ခြင်းဆိုတဲ့6အုပ်စုသဘာဝတရားကြီးတွေဖြစ်နေတာမရှိဘူးလားအဲ့ဒီ6အုပ်စုဖြစ်နေတာကိုအကြောင်းပြုပြီးတော့ချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းအစရှိတဲ့ခံစားမှုတွေအောင်မဖြစ်ဘူးလားဖြစ်တယ်နော်ဖြစ်တာကတော့အကြောင်းတရားပေါ်မှာမူတည်ပြီးတော့စုံနေအောင်ဖြစ်နေတာပဲအဲ့ဒီဖြစ်နေတဲ့တရားတွေကိုဖြစ်နေတဲ့အတိုင်းလေးမှန်မှန်ကန်ကန်အောက်မေ့နေဖို့အမှတ်ရနေဖို့လိုတယ်အောက်မေ့အမှတ်ရနေမှဒါပါလဲဆိုတာကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကပေါ်လာမှာနော်အခုတရားဓမ္မတို့အချင်းတို့ကဉာဏ်တုံးပြီးတော့နေနေတာဘာလို့ဉာဏ်ကတုံးနေတာဘာလို့ဉာဏ်ကမထက်ဖြစ်နေရတာတုံးလို့မေးရင်တတိမရှိလို့ဉာဏ်ကတုံးနေတာဉာဏ်ဖြစ်ခွင့်ကိုမရှိနော်တတိကရှိကအရင်သွားမှဉာဏ်ကနောက်ကလိုက်လာမှာဟုတ်ရဲ့လားဒါကြောင့်တတိဆိုတဲ့သဘာဝတရားအလွန်တရာမှမြင့်မြတ်တယ်ဟုတ်လားအဲ့ဒီတတိရှိနေရင်အပမာဒပဲအဲ့ဒီတတိရှိမနေရင်ပမာဒပဲအဲ့တော့လောကကြီးကတူကိုဘာတွေနဲ့ပဲအနေများနေတုံးလို့မေးရင်ပမာဒနဲ့ပဲအနေများတာဖြစ်တယ်လို့ပဲနေနေတာဖြစ်တယ်လို့နေတယ်ဆိုတာပိုးရှင်းအောင်ပြောလိုက်ဦးမယ်မြင်ရင်ကြည့်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်မိုက်မယ်ဒါပဲကြားရင်နားထောင်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်မိုက်မယ်နော်ဒီအစဉ်ဒီအတန်ဟာဘလို့သဘာဝရှိလဲလို့သူ့ရဲ့နော်အစ္ဆဒသူ့ရဲ့မူရင်းသဘောအမှန်ကိုသိအောင်မြင်အောင်နော်စူးစမ်းတဲ့သဘောလေ့လာတဲ့သဘောသိကျင်တဲ့သဘောဘာမှမရှိဘူးအပေါ်ယံပဲဟုတ်လားကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းဘူးထင်ရင်မိုက်မယ်အဲ့လိုပဲအနတ်နေရတဲ့အရာသားတွေရတဲ့တွေ့ထိမှုတွေတွေ့ထိတဲ့အတွေ့အကြံတွေဖြစ်တယ်ပွဲပေါင်းနေအောင်ဖြစ်နေတာပဲဖြစ်တာကတော့ဖြစ်တိုင်းလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေကတတိမထားတဲ့အခါကျတော့
နော်ဒီအာယုန်တွေကိုပဲပုဂ္ဂိုလ်တ attva တွေနဲ့မြင်တယ်နော်ကောင်းခြင်းဆိုးခြင်းတွေအနေနဲ့မြင်တယ်အဲ့လိုမြင်တဲ့အခါကျတော့ကောင်းတယ်ထင်ရင်ချစ်ချင်းဆိုတဲ့အစွမ်းကိုနင်းမယ်မကောင်းမှုထင်ရင်မုန်းခြင်းဆိုတဲ့အစွမ်းကိုနင်းမယ်လောဘဒေါသပါပဲနော်ကြိုက်တော့ပြုံမကြိုက်မုန်းနှစ်ထုံးနှစ်ရန်သူဆိုတာအဲ့ဒီရန်သူကြီးနှစ်ဦးရဲ့နှိပ်စက်တာကိုအလူးလဲခံပြီးတော့နေနေတာနော်ပမာဒနဲ့နေရင်အဲ့ဒီရန်သူနှစ်ဦးကအဲ့ဒါတလဲစီနှိပ်စက်နေမှာနော်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဟိုလင်္ကာလေးတစ်ပုဒ်ရှိတယ်လာတော့ကလည်းတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာချီနီကိုလုံးဒီရမယ်ထင်တယ်နော်ပြန်သွားတော့လေတယောက်တည်းတော့လက်တွဲခေါ်เสียဖော်မပါဘူးဥစ္စာမပါလက်ဗလာဘဝရင်မွေးဖွားခြင်းနဲ့တည်ဆုံခြင်းကိုပုံဖော်နေတာဟုတ်လားလာပြီးတော့နာမသွားသေးခင်ချိန်လေးတွင်မှာဝန်းကျင်ရှက်နွယ်နှောင်ကြိုးတွေ့ကြပြုံးရည်မဲ့ကိုချစ်မုန်းပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကြိုးဆုံခဲ့ကံကုံမိုးချုပ်လက်တွဲဖြုတ်ကတုတ်တုတ်ဆောလင်ခီးနေသည်တို့လင်ဧည့်သည်တွေပါတကားတဲ့ပြောချင်တာကဘာပြောချင်တာတော့မလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကြိုးဆုံခဲ့အဲ့ဒါလေးကိုပြောချင်တာဘဝဆိုတဲ့ဇက်ခုံကြီးပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့တေးဥဆောင်မျိုးစုံနေပေါ့နော်ကာကြိုးတွေကိုစုံနေအောင်တေးဥဆောင်တယ်အဲ့ဒီကာကြိုးစုံတာတွေအကုန်လုံးအနှစ်ချုပ်မယ်ဆိုရင်တော့မလိုဒေါသလိုလောဘဒါပဲကိုကြိုက်ရင်လောဘနဲ့တုံ့ပြန်မယ်မကြိုက်ရင်ဒေါသနဲ့တုံ့ပြန်မယ်အဲ့ဒါဘာကြောင့်အဲ့လိုမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေနောက်အလေးကျင့်ဆိုးကြီးကစွဲပြီးတော့မှားမြဲမှုထဲမှာခြားလဲနေတာတုံးလို့မေးရင်ပမာဒလည်းအကြောင်းအရင်အခန့်ရှိတယ်နော်မိမိရောပေါ့ဆာနဲ့အဲ့ဒီဇလန်းပဲကပါဟုတ်လားဒါကြောင့်မမိမလျော့မပေါ့မဆာတတိတရားနဲ့နေနိုင်မှုဟာအလွန်တရာမှအရေးကြီးတယ်ဟုတ်လားအဲ့လိုမမိမလျော့တတိတရားနဲ့နေနိုင်လို့ရှိရင် तू ကအလွန်ကြီးကျယ်တဲ့အားရစရာကောင်းတဲ့အကျိုးကျေးဇူးကဘာလဲဆိုတော့အသိဉာဏ်ပညာတစ်ဖြည်းဖြည်းနဲ့မြင့်မားလာတော့ဒီနေ့မှာအသိဉာဏ်ပညာဆိုတာကသိလည်းပဲတိတ်ကိစ္စမရှိတယ်မသိလည်းပဲတိတ်ကိစ္စမရှိတယ်တန်ဖိုးမရှိတဲ့သိစရာတွေကိုသိတဲ့အသိဉာဏ်ကိုဆိုလိုတာမဟုတ်မသိရင်အရန်အကျိုးမဲ့ပြီးတော့သိရင်အရန်အကျိုးရှိသွားမယ်တန်ဖိုးရှိတဲ့သိစရာတွေကိုသိတဲ့အသိဉာဏ်ကိုဆိုလိုတာဟုတ်လားအသိဉာဏ်ဆိုတာဘာလဲလို့မေးရင်လွယ်လွယ်လေးပြောရရင်တော့ထိထိရောက်ရောက်လွယ်လွယ်လေးပြောရရင်တော့ကိုယ်ခန္ဓာရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိတဲ့သဘောဟာအသိဉာဏ်ပဲဒါဉာဏ်ပညာပဲနောက်ကိုယ်ခန္ဓာရဲ့သဘောအမှန်ဆိုတာလဲစောစောကဦးဇင်းပြောခဲ့ပါတယ်အနေစာဒုက္ခအနတ္တပဲဟုတ်လားအဲ့ဒီအနေစာဒုက္ခအနတ္တဆိုတဲ့သဘောမှန်ကိုသိတာများတာရင့်ကျက်လာလို့ရှိရင်နောက်သစ္စာ၄ပါးထွတ်ထွင်းပြီးတော့သိတဲ့အဆင့်ထိရောက်သွားနိုင်တယ်ဘဝခန္ဓာမှန်သမျှဆင်းရဲခြင်းတရားတွေဖြစ်နေခြင်းများတာဖြစ်တယ်ဆိုတဲ့လောကကြီးရဲ့နံပါတ်1အမှန်တရားကိုနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေနော်ဘဝခန္ဓာသည်ဆင်းရဲဒုက္ခတွေသာလျှင်ဖြစ်နေခြင်းများတာဖြစ်တယ်တခြားဘာတွေဖြစ်နေခြင်းမှမဟုတ်ဒါလောကကြီးရဲ့နံပါတ်1အမှန်တရားအဲ့ဒီအမှန်တရားကိုရှင်းရှင်းလင်းလင်းထိုးထွင်းပြီးတော့မြင်တဲ့ဉာဏ်ကိုတောင်ရနိုင်တယ်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာလောကကြီးရဲ့နံပါတ်2အမှန်တရားနော်ဒုက္ခတွေဘာကြောင့်ဖြစ်တာလဲတော့လောဘကြောင့်ဖြစ်တာအဲ့ဒါကိုရှင်းရှင်းလင်းလင်းသိသွားနိုင်တယ်အခုမသိသေးဘူးမသိသေးလို့ဒီလောဘလေးရှိလို့စားနေရတယ်လို့အောင်းမိန်အောင်းမိန်နေအောင်မယ်ဟုတ်လားလောဘကဘာရဲ့အကြောင်းတရားတော့ဒုက္ခရဲ့အကြောင်းတရားနော်ဒုက္ခလောဘကြောင့်ဖြစ်တာဟုတ်ရဲ့လားလောဘချုပ်ခြင်းဒီဒုက္ခချုပ်ခြင်းဖြစ်တယ်လို့ဆိုတဲ့နံပါတ်3လောကကြီးရဲ့အမှန်တရားတမာဒိဋ္ဌိဆိုတဲ့မဂ်ခင်ကောင်းဆောင်တဲ့မဂ်ခင်7ပါးသည်ဒုက္ခငြိမ်းရာသို့ဆိုက်ရောက်စေသောလမ်းကြောင်းဖြစ်တယ်ဆိုတာလောကကြီးရဲ့နံပါတ်4အမှန်တရားလူငယ်တွေနားလည်အောင်အဖြောင်းအတိတ်ပဲဦးဇင်းကပြောလိုက်တာပါဘဝခန္ဓာမှန်သမျှဆင်းရဲခြင်းသဘောတွေဖြစ်နေခြင်းများသာဖြစ်တယ်ဆိုတဲ့အမှန်တရားလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့အမှန်တရားလောဘချုပ်ခြင်းသည်ဒုက္ခချုပ်ခြင်းនិရောဓသစ္စာနိဗ္ဗာန်ဖြစ်တယ်ဆိုတဲ့အမှန်တရားနော်အမြင်မှန်တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ခင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆိုက်ရောက်စေသောလမ်းကြောင်းဖြစ်တယ်ဆိုတဲ့အမှန်တရားအဲ့ဒီအမှန်တရားကြီး၄ချက်ကိုသိတယ်မြင်တယ်တကယ်ထွတ်ထွင်းပြီးသိတယ်ဆိုရင်အဲ့ဒါအရိယာဖြစ်တယ်ခေါ်တာအဲ့ဒီလောက်ထိနော်ထူးကဲတဲ့မြင့်မြတ်တဲ့အတိဒုဉာဏ်တို့တွေကိုတောင်းခန္ဓာရဲ့အိဋ္ဌဒုက္ခအနတ္တသဘောကိုသိတဲ့ဉာဏ်ပညာကိုရင့်ကျက်အောင်ပွားများမှဆိုရင်မရနိုင်ဘူးလားရနိုင်တယ်အဲ့ဒါကဒီအပ္ပမာဒကိုအခြေခံမှအဲ့ဒီဉာဏ်ပညာတွေဆိုတာရနိုင်တာဖြစ်နိုင်တာဟုတ်ရဲ့လားနော်တတိကလေးထားပြီးတော့နေဘာပဲဖြစ်ဖြစ်ကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်ကိုဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ကိုမဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ကိုဖြစ်ချင်တာလေးမှရွေးဖြစ်နေတာတော့မဟုတ်ဘူးနော်ခန္ဓာကိုယ်ကြီးမှာကိုမဖြစ်ချင်တာတွေကဖြစ်မနေဘူးလားကိုဖြစ်ချင်တာမဖြစ်ချင်တာကဂျားတဲ့ကရှုပ်နေတာအမှန်ကသူ့အကြောင်းရှိတဲ့အတိုင်းသူကဖြစ်နေတာဟုတ်တယ်မဟုတ်လားဒါကိုအခြေခံနားလည်ထားမှအနတ္တကိုလွယ်လွယ်နဲ့သဘောပေါက်နိုင်မယ်နော်အေးအဲ့လိုဖြစ်ချင်တာတွေရောမဖြစ်ချင်တာတွေရောဖြစ်နေတဲ့
ဒီဖြစ်ချင်းသဘာဝတရားတွေကိုဖြစ်တိုင်းအပိုလည်းမလုံးနဲ့အလိုလည်းမလုံးနဲ့ဖြစ်ရွှက်ချက်လည်းမလုံးနဲ့နှုတ်ပယ်ချက်လည်းမလုံးနဲ့သူရှိနေတဲ့အတိုင်းဖြစ်နေတဲ့အတိုင်းလေးရိုးရိုးလေးမမှန်ကန်အောက်မေ့အမှတ်ရမလို့တိနေရဖြစ်လာတယ်သိလိုက်မယ်နောက်တစ်ဖြစ်လာပြန်တယ်သိနေလိုက်မယ်အဲ့လိုဖြစ်ချင်းသဘောတရားနဲ့အတိတရားကိုထပ်ပြီးတော့သွားအောင်ထပ်တူကြအောင်တတ်နိုင်သမျှကြိုးစားရမယ်ဒါကြောင့်နေရာရွေးစရာမလိုဘူးအချိန်ရွေးစရာမလိုဘူးအနေထားရွေးစရာမလိုဘူးပတ်စံရှိဖို့လည်းမတောင်းဆိုဘူးပညာတွေတက်ဖို့လည်းမတောင်းဆိုဘူးသူတော်ကောင်းတရားကိုသိဖို့အတွက်တောင်းဆိုတာကဘာလဲဆိုတော့တကယ်ယုံကြည်ပြီးတော့တကယ်လုပ်ဖို့တရားနဲ့ဝရိယလုပ်တဲ့အခါမှာဘာနဲ့လုပ်ရမလဲဆိုတော့တတိနဲ့လုပ်ရမယ်ဘာနဲ့လုပ်အောင်တိတော့ဒါပတိ तू ကဘယ်ကအခြေခံမလို့ဆိုယုံကြည်မှုတတ်တာတရားကိုအခြေခံရမယ်အော်ဒီလုပ်ငန်းစဉ်ဟာတကယ်ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတယ်ဆိုတာကိုတော့ယုံကြည်ဖို့လိုတယ်မယုံကြည်ရင်တော့လုပ်မှာမဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့ဘဝဆိုတာဆင်းရဲတယ်ဆိုတာကိုလည်းအကျဉ်းများဖြစ်တော့မတိသေးခင်မှာယုံကြည်ထားဖို့တော့လိုတယ်နိဗ္ဗာန်ဆိုတာဒုက္ခခတ်သိမ်းချုပ်ငြင်းရဖြစ်တယ်ဆိုတာမတိသေးခင်မှာယုံကြည်ထားဖို့တော့လိုတယ်ဘာလို့ယုံကြည်ထားဖို့လိုတော့ तू အမှန်တရားဖြစ်လို့အဲ့ဒါကိုယုံကြည်မှနော်ဆင်းရဲတဲ့ဒုက္ခကလွတ်ပြီးတော့ချမ်းသာတဲ့နိဗ္ဗာန်ကိုရအောင်ကြိုးစားနိုင်မှာဟုတ်လားအဲ့တော့ဦးဇင်းခုပြောနေတာကနော်ပမာဒနဲ့မနေတဲ့အပမာဒနဲ့မနေဘဲနဲ့ပမာဒနဲ့နေနေတဲ့လောကကြီးထဲမှာကိုကအပမာဒလေးနဲ့နေနေအောင်ကြိုးစားရမယ်ဆိုတာလေးကိုပြောတာအပမာဒနဲ့နေခြင်းရဲ့တန်ဖိုးကိုခုပြောနေတာအပမာဒနဲ့နေခြင်းရဲ့တန်ဖိုးကများစွာရှိတယ်အခုအလွန်အရေးပါတဲ့အကျိုးကျေးဇူးကိုပြောတာအဲ့ဒါဘာလို့ဆိုတော့အသိဉာဏ်ပညာကိုဖြစ်ထွန်းစေတယ်ဝိပဿနာဉာဏ်ကိုရစေလိမ့်မယ်မဲ့ဉာဏ်ဖူဉာဏ်ကိုရစေလိမ့်မယ်ဒုက္ခခတ်သိမ်းငြိမ်းသွားစေလိမ့်မယ်အပမာဒတတိနဲ့သာနေရောဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရှင်မာကတ္တဗကိုရောမြတ်ကြီးပေးသူတို့ကြားဥပါတယ်နော်အဲ့ဒါဒီနေ့နော်လှိုင်ကူထဲမှာနေရင်းနဲ့မထေရမြတ်ကြီးကလွန်တရားမှလည်းပဲဉာဏ်ထက်မြက်တဲ့နော်ပုဂ္ဂိုလ်တို့ကြီးပေါ့နော်အဲ့ဒါလောကကြီးကို तू ကြည့်တယ်တဲ့နော်အာလောကကတိုင်းဝင်စားပြီးတော့ကြည့်တယ်တဲ့အာလောကကတိုင်းဆိုတာအလင်းရောင်အဲ့တော့လူတွေတတ္တဝါတွေသေးနေတာလည်းမြင်တယ်တဖန်ပြန်ပြီးဖြစ်နေတာလည်းမြင်တယ်သုတိနဲ့ပရိသေတွေကိုကြည့်တယ်တဲ့အလွန်အဆင့်မြင့်တဲ့ပညာရှင်ကြီးလို့ဆိုကြပါစို့ဒါလူငယ်တွေနားလည်အောင်ပြောရအဲ့ဒါကိုကြည့်နေတာကိုမြင်တော့မြတ်စွာဘုရားကအဲ့ဒီရှင်မကတ္တဗဘာတွေကြည့်နေလဲဆိုတော့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့ခြေသားကတ္တဗတဲ့တတ္တဝါတို့ရဲ့တေဆုံးခြင်းတတ္တဝါတို့ရဲ့တဖန်မွေးဖွားခြင်းနောက်သုတိနဲ့ပရိသေတွေကိုသိဖို့မြင်ဖို့ဆိုတာတော့ငါဘုရားရှင်တို့ရဲ့အရာသာဖြစ်တယ်တဲ့အမိဝမ်းကောင်းထဲမှာအမိမတိလိုက်ဖဲနဲ့မိခင်မတိလိုက်ဖဲနဲ့ဖြစ်လာပြီးတော့သေသွားတဲ့တတ္တဝါတွေတော့အများကြီးရှိတယ်တဲ့စဉ်းစားနော်ပရိသေတွေနေတော့နေသွားလိုက်တယ်ကိုမတိခင်သေသွားတယ်ကဲအလွန်ဆန်းကျယ်တဲ့နော်အလွန်မှအတိခက်တဲ့လေးနဲ့တဲ့တရားတွေဟုတ်လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီမှာနော်ရှင်မကတ္တဗကိုရမြတ်ကြီးကိုကဲ့ရတာမဟုတ်ပါဘူးရှင်မကတ္တဗလည်းသူမြင်တဲ့ဉာဏ်နဲ့သူကြည်တာမြတ်စွာဘုရားလောက်တော့ဉာဏ်ပဲကြီးပါမှာတော့အဲ့ဒီမှာမြတ်စွာဘုရားကရှင်မကတ္တဗကိုချီးကျူးတဲ့အနေအထားမျိုးကာထာလေးတစ်ပုဒ်ဟောတယ်အဲ့ဒီကာထာကအလွန်ကောင်းတယ်ပမာဒံအပမာဒေနယတနုတတိပန္တိတောပညာပါတာရမာရုံရှာအတောကတောကိနေမရှာပပတ္တထောဘဘုမတ္တိဒီရောပါလီအဝခတိတဲ့ကာထာတကာထာကွယ်ဘာပြောတော့ပညာရှိတဲ့လူတွေဆိုတာတဲ့အသိရှိတဲ့လူတွေဆိုတာပမာဒံအပမာဒေနမေ့နေတဲ့နေရာမှာမမေ့ခြင်းတရားလေးနဲ့အနုရတိအစားထိုးလိုက်တယ်တဲ့ဟောပြောပုံလေးနော်အမြဲတမ်းကိုကမေ့ပြီးတော့သတိမေ့တော့ဖြစ်တယ်လို့နေနေတာမရှိဘူးလားရှိတယ်အဲ့ဒီနေရာလေးမှာဘာနဲ့နေတာကိုအစားထိုးလိုက်မမေ့မလျော့သတိနဲ့နေတာကိုအစားထိုးတယ်တဲ့ပမာဒအပမာဒေနယရာနုတတိပန္တိတောဉာဏ်ရှိတဲ့လူဟာအဲ့လိုမျိုးမေ့တဲ့နေရာမှာမမေ့တဲ့သဘောလေးသတိမရှိတဲ့နေရာမှာသတိကလေးပမာဒရဲ့နေရာမှာအပမာဒလေးအစားထိုးလိုက်တယ်။ဆိုလိုတာကသတိလေးနဲ့နေတဲ့အလေးချင်းကိုပြုစုလိုက်တယ်ပြိုးထောင်လိုက်တယ်။ပမာဒမပမာဒေနယရာနုတတိပန္တိတောပညာပါတာရမာရုံရှာအတောကတောကိနိမစံဟောအဲ့လိုသတိနဲ့နေပါများလာပြီဆိုရင်ပညာပါတာရမာရုံရှာပညာပါတာရံအတိဉာဏ်ပညာဒီဟုသောပြတ်သက်ဆောင်ကြီးရဲ့ထက်ကိုအာရုံရှတက်ပြီးတော့နော်အတောကတောကိနိမစံတောကိနိမစံစိုးရိမ်မှုပူလောင်မှုတွေနဲ့ဒုက္ခတွေနဲ့ဆင်းရဲနေကြတဲ့တတ္တဝါတွေဟိုတဲ့အတောကစိုးရိမ်ခြင်းကင်းပြီးတော့အဝခတိ तू ကြည့်တယ်တဲ့ဟောတတိရှိလို့ရှိရင် तू ကပညာပြတ်သက်ပေါ်ကိုရောက်သွားတာလို့ဆိုတယ်ဒါတင်စားပြောတာနော်ခုခေတ်ဆိုရင်တော့အထက်50-60လောက်ရှိတဲ့တိုက်ကြီးမျက်စိနဲ့မြင်ကြည့်အောင်အမြတ်စွာဘုရားခေတ်ကတော့9ထက်လောက်ရှိတဲ့ပြတ်သက်ကဒါမြင့်လာပြီပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့တတိရှိလို့ရှိရင်ကိုကဘာဖြစ်သွားအမြင့်ကိုရောက်သွားဘာအမြင့်ဆိုအတိဉာဏ်ပညာမြင့်မားတဲ့အနေအထားကိုရောက်သွားဟုတ်လား
အတိညာပညာမြင်မာတဲ့အနေထားကိုရောက်အမြင့်ကိုရောက်သွားပြီဆိုရင်ပိဿတို့စဉ်းစားကြည့်ရှုခင်းနေမြင်ကွင်းတွေကအများကြီးကြည်ကြပြန့်ပြန့်မြင်နိုင်အခုဒီထိုင်နေရတဲ့ကြည့်ရင်ဘာမှကောင်းကောင်းသိပြီးတော့ဝေးဝေးလန်လန်မမြင်အောင်ဒီအနီးနားတစ်ဝိုက်လောက်ပဲပေါ့ဟုတ်လားလူကမြင်သွားပြီဆိုတာနဲ့အမြင်ကတဖြည်းဖြည်းနဲ့ကျဲလာဟုတ်တယ်မဟုတ်လားအေးအဲ့ဒါကိုပြောတာပညာပါတာရမာရုံရှာပညာတည်းဟူသောပြတ်သက်ထက်ကိုတက်ပြီးတော့ဘာတွေမြင်ရတော့တဲ့နော်စိုးရိမ်မှုတွေနော်ပူလောင်မှုတွေနှိပ်စက်ခံရတဲ့တတ္တဝါတွေကိုမြင်ရတယ်ဒါပေမဲ့အဲ့ဒီမြင်နေတဲ့အဲ့ဒီတတ္တဝါကိုယ်တိုင်ကတော့အသောကစိုးရိမ်မှုမရှိဘူးတဲ့နော်သူကိုယ်တိုင်ကစိုးရိမ်မှုမရှိဘူးဒါပေမဲ့စိုးရိမ်မှုရောက်နေတဲ့ရှိနေတဲ့တတ္တဝါတွေကိုမြင်နေရတယ်တဲ့နော်ပြောရလေအလွန်ကောင်းတယ်နော်အသောကတောကိနေမစံပြီးတော့ဗာဆက်ပြောတော့ပပတ္တထောဝဘူမတ္တိဒီရောပါလေအဝခတိပပတ္တထောဝဘူမတ္တိတောင်ထိပ်ပေါ်ကနေပြီးတော့မြေပြင်ပေါ်မှာရှိတဲ့လူတွေကိုကြည့်တယ်လို့မျိုးတဲ့ဒီရောပါလေအဝခတိဉာဏ်ရှိတဲ့လူဟာဉာဏ်မရှိတဲ့လူတွေကိုမြင်နေရတယ်ကြည့်နေတယ်တဲ့ဟောဒါနော်ပညာရှိကလူမိုက်ကိုဘယ်လိုကြည့်တာတောင်ထိပ်ပေါ်ကနေပြီးတော့မြေကြီးပေါ်မှာရှိနေတဲ့လူတွေကိုကြည့်တယ်လို့မျိုးကြည့်နေတယ်နော်ဘာဖြစ်တော့မဲမြင်နေတယ်သိနေတယ်ပေါ့ဆိုလိုတာကဟုတ်ရဲ့လားဘာကိုအခြေခံလို့အဲ့လိုထူးခြားတဲ့အနေအထားမျိုးကိုရတာတော့ပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးနိုင်လို့ပညာပြတ်တတ်ဘကိုတက်ပြီးတော့ကြည်နိုင်တာနော်တောင်ထိပ်ကိုတက်ပြီးတော့မြေကြီးပေါ်မှာရှိတဲ့လူတွေကိုကြည်တယ်လို့ကြည်နိုင်တာဘာကိုအခြေခံထားတာအပမာဒကိုအခြေခံထားတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အပမာဒရဲ့ဂုဏ်ကျေးဇူးပြောရင်မကုန်နိုင်ဘူးအဲ့ဒီတဲကဒါတူတူနဲ့လိုရင်ထိထိမိမိလေးဦးဇင်းတို့မှတ်သားစေချင်တာကတတိရှိရင်ရှိသလောက်ဉာဏ်ပညာတွေထက်မြက်လာမယ်ဆိုတာကိုပဲဉာဏ်ပညာပဲထိထက်မြက်သွားနိုင်တော့ဆိုရင်မြတ်စွာဘုရားကတော့နော်ညာယတအဓိကမာယနိဗ္ဗာန်တသစ္စည်းကိရိယာယလို့ဟောတာပဲလေမဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာသစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိတဲ့အရိယာမဲ့ဉာဏ်ကိုရပြီးတော့အရိယာဖို့ဉာဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်လိမ့်မယ်လို့တတိရှိခြင်းရဲ့အကျိုးကျေးဇူးကိုအဲ့ဒါလိုဟောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မေ့နေတဲ့လူတွေကြားထဲမှာမမေ့ဘဲနဲ့နေရမယ်မမေ့မလျော့မနေတဲ့ကြားထဲမှာကိုကမမေ့မလျော့နေရမယ်ဒါကိုပြောတာနော်ဝတိဝတ္တမာနေတုမနေသူတွေကြားထဲမှာနေပါဆိုတာဒါပြောတာမေတ္တာဖြင့်မနေကြတဲ့တတိဖြင့်မနေကြတဲ့တတ္တဝါတွေကြားထဲမှာမေတ္တာတရားတတိတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်ဒီနေ့နေ့ကအဆင့်ပို့ပြီးတော့မြင်လာတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟောနောက်ဆုံးအကောင်းဆုံးနေခြင်းတွေကနောက်ဆုံးနေခြင်းလေးဆက်ပြီးတော့မှတ်သားကြည့်မယ်နော်ဥပဒံတေတုနိပတိနိပဒံတေတုဥပတိဝတိဝတ္တမာနေတုရမမာနေတုနောရမေဟောရမမာနေတုပျော်မွေ့နေတဲ့လူတွေကြားထဲမှာနောရမေပျော်မွေ့ခြင်းမရှိဘဲနဲ့နေရမယ်တဲ့ပျော်သူတွေကြားထဲမှာမပျော်ပါနဲ့တဲ့အဲ့ဒါကဘာပြောတာလို့ဆိုတော့ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုရပါယုံလို့ဆိုတဲ့ဒီအာယုံတွေကိုအကောင်းထင်ပြီးတော့ဒီအာယုံတွေနဲ့ပဲနော်ပျော်နေကြတယ်ဒီအာယုံတွေထဲမှာပဲအရသာရှာနေကြတယ်နော်လူတွေကြားထဲမှာဒီအာယုံတွေနဲ့ပျော်နေတဲ့အပျော်မျိုးနဲ့မပျော်ဘဲနဲ့နေနိုင်ရမယ်လို့ပြောတာနော်ဆိုလိုတာကကာမဂုဏ်အာယုံတို့ဖြင့်ပျော်နေတဲ့လူတွေကြားထဲမှာအဲ့ဒီလိုမျိုးပျော်နေတာမျိုးမရှိစေနဲ့လို့ပြောတာအဲ့ဒီအပျော်တွေနဲ့မပျော်ဘူးဆိုရင်ကိုကတရားဆိုတဲ့ပျော်စရာတစ်ခုတော့ရှိဖို့လိုတာအောင်နော်စိတ်ဆိုတာကပျော်စရာတစ်ခုကိုအရာတစ်ခုကို तू ကတွေးမှသာလဲ तू ရှားနေမှာပဲလေဒီစိတ်ရဲ့သဘောကဟုတ်လားတရားဆိုတဲ့ပျော်မှုစရာမရှိဘူးဆိုရင်တော့ကာမဂုဏ်ဆိုတဲ့ပျော်မှုစရာကို तू ကရောက်အောင်သွားမှာပဲရှားမှာပဲဟုတ်တယ်မဟုတ်လားဒီနေရာမှာကာမဂုဏ်ဆိုလို့ပိဋကပေါင်းသူတော်တို့ကြည်ကြည်ပြည့်ပြည့်တော့သိဖို့လိုတယ်နော်ကာမဂုဏ်ဆိုတာကိုပြောလိုက်ရင်များသောအားဖြင့်အများစုကတော့ယုံရင်ကြမ်းထမ်းတဲ့ကာမဂုဏ်တွေလောက်ကိုပဲတွေးမိကြတာများတယ်ပေါ့တကယ်တော့ကာမဂုဏ်ဆိုတာအလွန်တရာနဲ့ပဲမချေပြန်ဘူးလားကျင့်ပြတ်တယ်နော်ဒီမြင်စရာတွေမြင်နေရတဲ့အရှင်းတွေအယောင်တွေဒါကာမဂုဏ်ပဲယူပါယုံပေါ့ဟုတ်လားကြားနေရတဲ့အတန်တွေဟာဘာတော့ကာမဂုဏ်ပဲသို့တော့ဆွဲမဲ့စရာကောင်းတဲ့ချစ်ခင်စရာကောင်းတဲ့နှစ်သက်စရာကောင်းတဲ့အရှင်းဆွဲမဲ့စရာချစ်ခင်စရာနှစ်သက်စရာကောင်းတဲ့အတန်အနံ့အရသာအတွေ့အထိဆိုပြီးတော့ကာမဂုဏ်ဘယ်နှမျိုးတော့5မျိုးနော်စိတ်ကိုရစ်ပတ်နှောင်ဖွဲ့တတ်တဲ့တရားတွေလို့ဒီလိုမျိုးအဓိပ္ပာယ်ရှိတယ်ကာမဂုဏ်တွေကဘာမှမကောင်းဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးနော်ကာမဂုဏ်ရဲ့ကောင်းကွက်အတ္တာဒဆိုတာရှိတယ်ဟုတ်လားကာမဂုဏ်ရဲ့ကောင်းကွက်အတ္တာဒဆိုတာဘာလို့ဆိုတော့ဒီကာမဂုဏ်အာယုံကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်နှလုံးရဲ့ချမ်းသာမှုနှစ်သက်မှုဝမ်းသာမှုဒုက္ခသောမနတတွေအဲ့ဒါကာမဂုဏ်ရဲ့တာယာပွဲပဲဒါပေမဲ့ကာမဂုဏ်ဆိုတာလည်းတာယာပွဲတစ်ခုရှိတာမဟုတ်သူ့မှာအပြစ်ဆိုတာလည်းရှိတယ်အာရိဏဝ
အဲ့ဒီအပြစ်ကြတော့သူကတာယာမှုတဲ့အများကြီးပို့ပြီးတော့ကြီးကျယ်တော့ကာမဂုဏ်ရဲ့အပြစ်ဆိုတာကိုပြောမယ်ဆိုရင်တော့ပြောလို့ကိုသူကမကုန်နိုင်တော့เนาะအဲ့ဒီကြရင်တော့ဦးဇင်းတို့မဟာဒုက္ခခန္ဓာသုတ်တန်တွေဘာတွေထုတ်ပြီးတော့ပြောမှကြည်ကြည်ပြန့်ပြန့်ရှိမယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဆိုလိုတာကဒီကာမဂုဏ်အာယုန်နဲ့ပျော်နေတဲ့အနေထားတည်အန္တရာယ်ရှိတဲ့အတွက်ကြောင့်ဒီအာယုန်နဲ့ပျော်တဲ့အလေးအကျင့်စုကိုတတ်နိုင်တဲ့များနေအောင်ကြိုးစားရမယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကဒီကာမဂုဏ်အာယုန်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကိုဘယ်လိုဟောတုံးဆိုတော့နော်ဘာယိတ္တဗံဧတတ္တဒုက္ခတာတိဝရာမိဦးဇင်းတို့အရဏဝိဘင်္ဂသုတ်တံမှာအဲ့ဒီစကားလေးပါဘာယိတ္တဗံဧတတ္တဒုက္ခတာတိဝရာမိအဲ့ဒီကာမဂုဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကိုကြောက်ထိုက်တဲ့ချမ်းသာလို့ငါဟောတယ်တဲ့မြတ်စွာဘုရားဘာလို့ထဲတဲ့ချမ်းသာကြောက်ထိုက်တဲ့ချမ်းသာတဲ့ဟုတ်လားအဲ့ဒီရှင်နာလေးမှာအဲ့ဒီစကားတွေပြည့်စုံအောင်ပြောရရင်တော့လည်းပိုကောင်းမယ်ပေါ့နော်ဣဒံဟုတ်စတိကာမဒုက္ခမိန်လဒုက္ခနော်ပုထုဇဏဒုက္ခအနရိယဒုက္ခနအာတေဝိတ္တဗံနဘာဝိတ္တဗံနဘဟုလိကာတဗံဟောဒါလေးပါဘာပြောတော့ဆိုတော့ဣဒံဒုက္ခနော်ဟောဒီချမ်းသာဆိုတာဆိုလိုတာကကာမဂုဏ်အာယုံကိုနော်မြင်ရလို့ဖြစ်ရတဲ့ချမ်းသာကြားရလို့ဖြစ်ရတဲ့ချမ်းသာနော်နမ်းရှူရလို့စားတော့ရလို့တွေ့ထရလို့ဖြစ်ပေါ်လာတဲ့ဒီချမ်းသာဒါကိုရည်ညွှန်းတာအဲ့ဒီချမ်းသာဆိုတာတဲ့မိန်လဒုက္ခနော်မစင်နဲ့တူတဲ့ချမ်းသာလို့ငါဟောတယ်တဲ့မြတ်စွာဘုရားနော်ပုထုဇဏဒုက္ခကိလေသာထူပြောတဲ့လူတွေခံစားတဲ့ချမ်းသာလို့ငါဟောတယ်တဲ့အနရိယဒုက္ခဖြူရှင်တန်ရှင်းတဲ့လူတွေမခံစားတဲ့ချမ်းသာလို့ငါဟောတယ်အရိယာတို့ခံစားတဲ့ချမ်းသာမဟုတ်ဘူးတဲ့ဟုတ်လားပြီးတော့ဗာပြောတော့နာအာတေဝိတ္တဗံမမီဝဲထိုက်တဲ့ချမ်းသာလို့ငါဟောတယ်တဲ့နာဘာဝိတ္တဗံအဲ့ဒါတွေကိုပွားလာအောင်မလုပ်တဲ့ချမ်းသာလို့ငါဟောတယ်နာဘဟုလိကတတံအဲ့ဒါကျိန်ဖန်များစွာအလေးကျင့်ပြုတဲ့ချမ်းသာမဟုတ်ဘူးလို့လည်းငါဟောတယ်တဲ့ဘာယိတ္တဗံဧတတ္တဒုက္ခတာတိဝရမိအဲ့ဒီချမ်းသာဟာအလွန်ကြောက်ထက်တဲ့ချမ်းသာဖြစ်တယ်လို့ငါဟောတယ်တဲ့အဲ့တော့မြတ်စွာဘုရားရဲ့သိတော်မူမြင်တော်မူတဲ့တပ္ပညုတဉာဏ်ကိုယုံကြည်သောအဖြစ်ဒကာဓမ္မတို့ဦးဇင်းတို့တွေအဲ့ဒီချမ်းသာဟာကြောက်စရာကောင်းတယ်ဆိုတာကိုများစွာကိုလည်းပဲကိုဉာဏ်လေးနဲ့ကိုတော့စဉ်းစားတတ်ဖို့မလိုဘူးလားနော်တကယ်တမ်းကတော့ချမ်းသာတစ်ခုမမောမှုကြောင့်ပုပုရွရွဖြစ်သည်များတို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားဆိုတာအဲ့ဒီချမ်းသာကိုရည်ညွှန်းတာဟုတ်တယ်မဟုတ်လားအဲ့ဒီချမ်းသာကိုရှာရင်းနဲ့ပဲဒုက္ခပင်လေတဲ့နေသွားတာနော်ဒါကြောင့်ရှိလူကြီးတွေကပိုးဖလံမျိုးမိကိုတို့ကိုချိုးနေလာပြီနော်ထုတ်ခေါင်စလိုကြီးရဲ့တန်ပေါက်နော်ဟိုတနေ့ကတော့ဦးဇင်စာအုပ်တုတ်ထဲမှာတွေ့လို့နော်အစာအဆုံးဖတ်ကြည့်တယ်တန်ပေါက်100နဲ့နော်7ခုလားမသိဘူးရှိတယ်ကောင်းတယ်တော်တော်ကောင်းတယ်အဲ့ဒီတန်ပေါက်နော်ရှေ့တုန်းကတော့ရှိလူကြီးတွေကဒါသူတို့ရဲ့နှုတ်ဖျားမှာနော်ရခဲ့တဲ့တန်ပေါက်ကလေးတွေပေါ့နော်တဗ္ဗေတတ္တဝိနေယတန်တာရှိလာပြီအတီးကြကြဘေဘဝရကြမရှိပြီရအံ့နိုးနိုးလောဘမျိုးကိုကြိုးရုပ်လာပြီနော်နင်ဖြစ်နင်ခံဟာအဲ့ဒီမှာသူပြောရလေးတွေတော်တော်ကောင်းတယ်နော်နင်ဖြစ်နင့်ကိုဆုံးမဆိုနင့်ကိုအမှုစီနော်ကိုဆုံးမနင်ကိုယ်တိုင်ပဲနင့်ရဲ့အမှုတယ်တဲ့သူပြောတာဟုတ်လားတော်တော်ကောင်းတယ်အဲ့ဒီဆောင်းပုဒ်ကလေးတွေဟုတ်လားအဲ့တော့အဲ့ဒီထဲမှာအခုပါတာဒီဆောင်းပုဒ်ကလေးကဘာလဲတော့ပိုးဖလံမျိုးမိကိုတိုးကိုကြိုးနေလာပြီအဲ့ဒါဒီကာမဂုဏ်ချမ်းသာကိုရည်ညွှန်းပြီးတော့ရေးတာဟုတ်ရဲ့လားဒါကြောင့်အခုလည်းပဲမြတ်စွာဘုရားရဲ့အလိုတော်ကြဒီမထေရမြတ်ကြီးကပျော်နေတဲ့လူတွေကြားထဲမှာမပျော်ပါနဲ့ဆိုအဲ့ဒီအဓိပ္ပာယ်ကိုပြောတာဘာဖြစ်လို့တော့ဒီအပျော်ဟာအန္တရာယ်ရှိတဲ့အပျော်ဟုတ်လားဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးဟောထားတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဦးဇင်းတို့လည်းပဲပြောဖို့ပါတယ်တော့ဘာကြောင့်တတ္တဝါတွေညှဉ်းနှွမ်းကြတာတော့ဘာကြောင့်တတ္တဝါတွေစင်ကြယ်ကြတာတော့ဆိုတဲ့မေးခွန်းမြတ်စွာဘုရားကိုမေးဖို့တာရှိတယ်အဲ့ဒီမှာဦးဇင်းတို့လိုရင်းလေးပြောရမယ်ဆိုလို့ရှိရင်နော်ဒီဒုက္ခဆိုတဲ့ဒီချမ်းသာမှုကိုနော်တတ္တဝါတွေမြင်ပြီးတော့အဲ့ဒါရဲ့ပုံမှာဆွဲမမှုဖြစ်ပြီးတော့တတ္တဝါတွေညှဉ်းနှွမ်းကြတာလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားပြီးတော့ဒီယုံ nant တရားတို့ရဲ့မကောင်းတဲ့သဘောဒုက္ခဆိုတာကိုမြင်ပြီးတော့ဒီဒုက္ခရဲ့ပုံမှာဆွဲမဲ့မှုကင်းတဲ့အတွက်ကြောင့်တတ္တဝါတွေစင်ကြယ်ကြတာလို့ဒီလိုလဲဟောတာရှိတယ်သဘောပေါက်လားဦးရင်ပြောတာဒါကြောင့်ဒီဒုက္ခဆိုတာကဘာလို့ချင်းရဲ့အကြောင်းလဲလို့မေးရင်ညှဉ်းနှွမ်းခြင်းရဲ့အကြောင်းဘယ်ကနေတဆင့်ညှဉ်းနှွမ်းသွားတာလို့ဆိုတော့ဆွဲမဲ့ရာကနေတဆင့်ညှဉ်းနှွမ်းသွားတာဟုတ်လားဂျားထဲမှာဦးဇင်းတို့ပြောစရာတွေကိုအများကြီးကြော်ပြီးတော့ပြောတာတကယ်တမ်းကဒကာဓမ္မတို့ဦးဇင်းတို့နော်အပေလေးပုံမှာဒုက္ခရောက်နေတဲ့တတ္တဝါတွေတော့မကောင်းမှုအကုသိုလ်တရားရိုက်ကိုလှုပ်ကြလို့ရောက်ကြတာဒါလိုတိုင်းနားလည်ထားတယ်ပေါ့ဟုတ်လားအဲ့ဒီမကောင်းမှုအကုသိုလ်ဒုစရိုက်ကိုဘာလို့လှုပ်တာတုံးလို့မေးရင်ဒီကာမချမ်းသာကိုလိုချင်လို့လှုပ်ကြတာပဲများတယ်ဒါလှုပ်လိုက်မှကောင်းမယ်ဆိုတဲ့နော်အဖြေမားကြီးကိုပဲအဖြေမှန်ထင်ပြီးတော့ရဲကိုလှုပ်ချလိုက်တာဟုတ်လားကိုယ့်ကိုဘယ်လောက်ပဲမှန်တယ်ထင်ကောင်းတယ်ထင်တရားကတော့တရားလမ်းကြောင်းတိုင်းသွားတာဟုတ်ဗျ
သူများတတ်တဲ့လူကလည်းပဲကောင်းတယ်ထင်လို့သူတို့ကတတ်တာသူတို့မှကောင်းတယ်ဆိုတဲ့အကြောင်းပြချက်သူတို့မှအများကြီးရှိတယ်ဟုတ်လားသူတို့ကပစ္စည်းမတရားယူတဲ့လူကလည်းပဲယူသင့်တယ်ထင်လို့ယူလိုက်တာပဲဟုတ်လားဒါပေမဲ့ तू ကဘယ်လိုပဲထင်တရားလမ်းကြောင်းကတော့တွေ့ဆောင်တယ်ဆိုတာမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့နောက်တတ္တဝါတို့ရဲ့ဒုက္ခအားလုံးကိုဖြစ်ပေါ်စေတဲ့နော်မကောင်းမှုအကုသိုလ်တွေဒီကိလေသာတရားတွေကဒီကာမဂုဏ်အာယုံကိုအကြောင်းပြုပြီးတော့ဒီချမ်းသာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်နေတဲ့အနေအထားတွေအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒီချမ်းသာဟာကြောက်ထိုက်တဲ့ချမ်းသာလို့အဲ့လိုဟောတာနော်ဘယ်ချမ်းသာကမကြောက်ထိုက်တဲ့ချမ်းသာတုံးလို့မေးရင်နော်တရားအသိဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာတည်တာနဲ့မကြောက်ထိုက်သောမိဝဲထိုက်သောကျင့်ဖန်များစွာဖြစ်အောင်အထုတ်တဲ့သောဘေးကင်းသောချမ်းသာအဲ့ဒီချမ်းသာမျိုးကိုရအောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲသဘောပေါက်လားဦးဇင်းပြောတာအဲ့တော့ဒီနေရာမှာဦးဇင်းတို့အဲ့ဒီအရဏဝိပင်္ဂသုတ်တန်ထဲမှာကိုပဲပြောထားတာတခုရှိတယ်နော်အစ္ဆဒဒုက္ခနဲ့ဗဟိတဒုက္ခနော်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒဆိုပြီးတော့ဟောတာရှိတယ်နော်လောကမှာချမ်းသာဆိုတာဗဟိတဒုက္ခရဲ့အစ္ဆဒဒုက္ခရဲ့လို့နှမျိုးရှိတယ်တဲ့နော်ဗဟိတဒုက္ခဆိုတာအခုပြောတဲ့ကာမဂုဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာကိုဗဟိတဒုက္ခလို့ခေါ်တယ်နော်အပြင်နဲ့ပတ်သက်နေတယ်ဒီချမ်းသာကိုရဖို့အတွက်ကိုတယောက်တည်းမဖြစ်ဘူးဘေးကအာယုံရှိရတယ်အဲ့ဒီအာယုံရှိဖို့အတွက်အတင်းလိုက်ပြီးတော့ရှားရတယ်အခက်အခဲတွေ့ရင်ကြော်ဖြတ်မယ်ဒီလိုနဲ့မောရင်ပန်းရင်နဲ့ပဲသွားတာသူကဘာလို့ဗဟိတဒုက္ခနော်အပြင်ချမ်းသာအဲ့ဒါကဘာမှလေးနဲ့မှုမြင့်မြတ်မှုမရှိဘူးနော်အစ္ဆဒဒုက္ခဆိုတာရှိသေးတယ်တော့လောကကြီးမှာချမ်းသာဆိုတာဗဟိတဒုက္ခရဲ့အစ္ဆဒဒုက္ခရဲ့နှစ်မျိုးရှိတယ်လို့ဉာဏ်နဲ့ပိုင်းခြားပြီးတော့အစ္ဆဒဒုက္ခကိုများလာအောင်ပွားရမယ်လို့မြတ်စွာဘုရားဟောတာဒါကိုဦးဇင်းတို့မင်းကုန်းစတော်ကြီးကဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလို့အဲ့လိုရိုးရိုးရှင်းရှင်းလေးရေးတာအခုပြောတဲ့အဆုံးအမနဲ့သိမထူးလို့မဆိုနိုင်ဘူးလားအဲ့တော့အစ္ဆဒဒုက္ခဆိုတာဘာလဲမိမိရဲ့အတွင်းတန်တာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းသိအောင်ကြိုးစားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ချမ်းသာမျိုးကိုအစ္ဆဒဒုက္ခလို့ရိုးရိုးရှင်းရှင်းနားလည်ရဟုတ်လားဆိုရပါစို့တရားဓမ္မတို့ဦးဇင်းတို့နော်ရိုးရိုးလေးလွယ်လွယ်လေးဦးဇင်းအရင်စပြောကြည့်မယ်နော်ဇံပင်မွေးခြင်းခြေသီးလက်သီးသွားအရည်အသားအကျော်အယိုးရွတွင်ခြင်းသည်အညို့နှလုံးအသေးအမြေအဖြင့်အဆုပ်ဥမဥသိမ်အစာသည့်အစာဟောင်းအုတ်နောက်တီးကြီးတလိပ်ပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစေးကျင်ငယ်32မျိုးသောအဆူဝေးဟုတ်လားအဲ့ဒါကိုညံတဲ့ဝက်ကိုစဉ်းစားဆင်ခြင်ကြည့်ဒါပဲဂရိမျက်စိနဲ့တောင်ကြည့်လို့မြင်လို့မရဘူးလားရတယ်နော်အဲ့ဒါကိုကိုယ့်ရဲ့ညံထဲမှာရှင်းအောင်လင်းအောင်ကြည့်မယ်ဆိုရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့အစွဲငါသူဆိုတဲ့အစွဲမှားယွင်းမှုဒီအစွဲတွေကတဖြည်းဖြည်းနဲ့နည်းနိုင်တယ်ဒါလက်တွေ့ကိုနားလည်လို့ရတယ်ဟုတ်လားဆိုရပါစို့လမ်းပေါ်မှာကြာနေတဲ့အသားတုံးတုံးနဲ့နော်အကြီးအချွဲတစ်ခုနဲ့ကိုဒီအတွင်းတဏ္ဍာမှာရှိတဲ့အသားနဲ့ကိုတန်းတူမထားဘူးဘာလို့မထားတာတော့အတူတူပဲကိုဘာလို့မထားတာမတူဘူးလို့ထင်နေတာအဲ့ဒါကိုကတူတယ်ဆိုတဲ့အမြင်မျိုးတကယ်တမ်းကအမှန်ကအတူတူပဲလေဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားဘယ်လောက်ထိဟောတော့ဆိုတော့ဒီခန္ဓာကိုယ်ထဲမှာလဲပတ်ပြီးတော့စီးဆင်းနေတဲ့သွေးတွေနဲ့ပြမမှာစီးဆင်းနေတဲ့ရေတွေဟာရေတဲ့ချင်းအတူတူပဲလို့အဲ့လိုဟောတာရှိဟုတ်လားအဲ့တော့ကိုကအဲ့လိုမျိုးငါဆိုတဲ့အစွဲပေါ့နော်အဲ့ဒါကိုရှော့ချနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအမြင်ကလည်းအဲ့ဒါကိုရှော့ချနိုင်တာအမှားပဲသူယွန်နေသွားတာနဲ့အမြဒီကဓမ္မတို့ဦးရှင်တို့စောတော်တုန်းကအမြင်မမှန်တဲ့အတွက်ကြောင့်တင်းကျပ်နေတဲ့ဆွဲလန်းမှုတွေဟာနော်ယွန်နေသွားတဲ့အတွက်ကြောင့်အများကြီးတတ်တာရာကိုရစီလိမ့်မယ်လက်တွေ့အဲ့ဒါကိုကိုယ်တိုင်ကြိုးစားအထောက်လို့မရနိုင်ဘူးလားရနိုင်တယ်ဟိုဒါတရားထုတရားမြတ်ဆိုတာနဲ့အဝေးကြီးပါအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောတာလဲမဟုတ်တော့ပေါ့လားဆိုလိုတာကလုံးဝမှားနေတယ်တွတ်လဲနေအောင်မှားနေတဲ့အနေအထားမျိုးနဲ့အမှန်လေးကိုနည်းနည်းလေးဥတည့်ပြီးတော့ကြည့်လိုက်တာနဲ့အော်မျက်စိလေပြေတယ်လို့မျိုးလေးပေါ့အော်ငါထင်တာတစ်မျိုးဒီမှာဖြစ်နေတာကတစ်မျိုးနော်စိတ်ထဲတည်းအမြင်မှန်ကိုရတဲ့အခါအမြင်မှန်ကပြည့်ပြည့်ဝဝရနေတယ်လို့လဲဆိုလိုတာမဟုတ်စလုံရင်လုံတလောက်လေးတော့အမြင်မှန်မရပြီဘူးလားရတယ်အဲ့ဒီအမြင်မှန်သည်ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်ဒါကြောင့်ဦးဇင်းတို့ဘုရားရှင်တရားတွေကိုမြတ်စွာဘုရားဟောတဲ့အခါမှာနော်တတိနဲ့ဝရိယနဲ့ဉာဏ်ပညာနဲ့မှန်မှန်ကန်ကန်သိအောင်ကြိုးစားတဲ့အခါမှာပီတိဆိုတဲ့နှစ်သက်မှုပတ္တိဆိုတဲ့နှလုံးစေဝငြိမ်းချမ်းမှုဒါတွေဆိုတာဖြစ်လာသဘောပေါက်ရဲ့လားအဲ့ဒီလိုချမ်းသာမျိုးကိုဘာလို့ခေါ်လဲအစ္ဆဒဒုက္ခနော်အတွင်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဒါကြောင့်ဗဟိတကိုကျက်စားတာအန္တရာယ်များတယ်နော်အစ္ဆဒကိုကျက်စားတာကအန္တရာယ်အရန်ကင်းတယ်တနည်းအားဖြင့်နော်ကြောက်ထိုက်တဲ့ချမ်းသာကိုရှာဖွေတာအန္တရာယ်အရန်များတယ်မကြောက်ထိုက်တဲ့နော်အလွန်တရာဘေးကင်းတဲ့ချမ်းသာဒုက္ခကိုရှာဖွေတာကအန္တရာယ်အရန်မကင်းဘူးလားကင်းတယ်ဒါကြောင့်မထေရမြတ်ကြီးကနော်ပျော်သူတွေကြားထဲမှာမပျော်ပါနဲ့လို့အဲ့လိုဟောတာ
နောက်တနာကြီးတိတိရှိပြီနောက်တကမာကြီးဟိုဦးဇင်းကဟောဆရာတော်ကြီးတွေကပင့်တာဆိုတော့ကိုင်းဇဝတိတိကလည်းပဲစောစောဟောခြင်းလည်းဟောလို့ရတာပဲလေဆိုတော့နောက်ထပ်တပွဲသွားရအောင်မယ်ဟုတ်လားနော်အဲ့လိုတရားနှစ်ပွဲဟောတာကိုလည်းဦးဇင်းစိတ်ထဲမှာတော့အရန်ကြီးဘဝင်ကမကြလာဘူးပေါ့ဒါပေမဲ့အဲ့ဒီဥစ္စာလည်းပဲအထိုက်လျောက်တော့လုံးသိမှတယ်ဆိုတဲ့အတွေ့လေးရှိလို့ဟုတ်ရဲ့လားဒါကြောင့်ပေးတဲ့ဘောင်းတော်ကတော့အခုတဏှာကြီးပူပူလောက်နော်အချိန်ယူပြီးတော့မှတ်သားကြရတယ်ပေါ့ဟုတ်လားအေးဒီလောက်နဲ့ပဲကျင့်တတ်ကြဖို့လည်းပဲဦးဇင်းတို့ပြောလိုပါတယ်ဟုတ်လားဒါဦးဇင်းအခုပြောရတဲ့စကားတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်ပြီးရင်ဇဟာမထေအရှင်သူမြတ်ကြီးဆုံးမခဲ့တဲ့အဆုံးအမနော်မြင့်သူတွေကြားထဲမှာနှိမ့်စွာနေပါမမာနာတို့ဖြင့်အချီးနှီးမြင့်မားနေတဲ့လောကကြီးထဲမှာမမာနာကိုနှိမ့်ချပြီးတော့နုညံ့သိမ်မွေ့စွာနေရမယ်မမာနာဘာကြောင့်ကြီးတာတော့တစ်ဖက်ကအတိညာအယံနေလို့တစ်ဖက်ကမမာနာကထောင်တက်လာဒါလေးကိုတော့မှတ်မိစေခြင်းနဲ့ဟုတ်လားအေးနောက်ဒုတိယဘာပြောတာတော့နှိမ့်သူတွေကြားထဲမှာမြင့်စွာနေပါစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားနှိမ့်ကြတဲ့လောကကြီးထဲမှာစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားကိုမြင့်မားအောင်တိဆောက်ပြီးတော့နေရမယ်နော်ယုံညံ့တာနဲ့အမြင့်မြတ်ကိုမရနိုင်ဘူးမြင့်မြတ်မှုနဲ့တာလည်းမြင့်မြတ်မှုကိုရနိုင်တယ်ဆိုတာလေးလည်းမမေ့နဲ့ဩဒါအဓိကတော့ကြည့်ကြတဲ့စကားလုံးလေးတွေပြန်ပြောတာဟုတ်လားနောက်တတိယပြောလိုက်တာကဘာလဲတော့မနေသူတွေထဲမှာနေပါတဲ့နော်အပမာဒနဲ့မနေတဲ့လောကကြီးဟုတ်လားမေတ္တာနဲ့မနေတဲ့လောကကြီးထဲမှာအပမာဒဆိုတဲ့သတိတရားနဲ့မေတ္တာဆိုတဲ့မြင့်မြတ်တဲ့တရားလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်ဟုတ်လားနောက်၄ခုမြောက်ကဘာလဲတော့ပြောသူတွေကြားထဲမှာမပြောပါနဲ့တဲ့ဟုတ်လားနော်အာယုန်နေနဲ့ကာမဂုဏ်အာယုန်နေနဲ့ပြောနေတဲ့တတ္တဝါတွေကြားထဲမှာကာမဂုဏ်အာယုန်နဲ့ပြောတဲ့အနေအထားမျိုးကိုတဖြည်းဖြည်းနဲ့နေအောင်ရော့အောင်ကြိုးစားပြီးတော့တရားဓမ္မဖြင့်ပြောနိုင်တဲ့အနေအထားမျိုးကိုရောက်အောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားဒါကြောင့်အများစုနဲ့မတူတမှုထူးခြားပြီးတော့နေနိုင်မှသာလဲကိုယ်စီထူးခြားလွန်ခဲ့တဲ့ချမ်းသာဒုက္ခကိုရနိုင်မယ်ဒါတော့အခြေခံပဲเนาะဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ဒီအဆုံးအမတွေကိုလိုက်နာပြီးတော့နောက်ဆုံးမဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတ